အခန်းခွန်နှစ်10နှစ်လွန်လက်15နှစ်ကိုရမန်လေးရပြန်ပြီးရွာမှာနေတဲ့အခါမန္တလေးနဲ့ဆက်သွယ်မရှိတော့ဘူးလားတပည့်တော်တို့ရွာနဲ့မန္တလေးဝိသုဒ္ဓါယုံတိုက်ကအိမ်ဦးကျမ်းမြင်လို့ဖြစ်နေတော့မကြာအဆက်အသွယ်ရှိပါတယ်တခါတုန်းကမဟာဝိသုဒ္ဓါယုံဆရာတော်ဖရာကြီးပင်းကျောင်းမှာတိမ်သမုတ်ကိစ္စနဲ့ကြွတော်မူလာပါတယ်ဓမ္မကတိကများနဲ့စာချဘုန်းကြီးများလည်းပါလာပါတယ်အဲ့ဒီစာချဘုန်းကြီးများအထက်မှာအဗျာယာမဆရာတော်ဖြစ်တဲ့စာချဘုန်းကြီးလည်းပါလာပါတယ်တပည့်တော်ရဲ့နာမည်နဲ့တရေအုပ်ထားတဲ့သရာ3ဆောင်တွဲစာအုပ်ကိုလက်ထောက်ဦးပစင်းအနားမှာတွေ့တော့ဒီကလေးကသရာတတ်သလားလို့မေးပါတယ်အဲ့ဒီခါမှာတပည့်တော်ရဲ့အကြောင်းကိုပြောနေကြတော့တပည့်တော်ကကွန်းကပ်ဖို့ကွန်းအေးယူပြီးကျောင်းပေါ်တက်သွားတော့လက်ထောက်ဦးပစင်းကထဲလွင်ဆိုတာသူပဲလို့ပြောပါတယ်အဲ့တော့စာချဘုန်းကြီးကစာအုပ်ကင်ပြီးထိုင်အောင်ဟေးဒီစာအုပ်ကမင်းစာအုပ်လားတပည့်တော်ကလည်းဟုတ်ပါတယ်ဖေဟာစာချဘုန်းကြီးကမင်းကသရာတက်တော့ရုပ်တွက်တတ်သလားလို့မေးတယ်တပည့်တော်ကနည်းနည်းတော့တွက်တတ်ပါတယ်ဖေဟာလို့ပြန်ဖြေတယ်ဒါနဲ့စာချဘုန်းကြီးကမြာယံကိုတွက်ဆန်းလို့ပြောပါတယ်တပည့်တော်ကတွက်ပြပါတယ်အဲ့ဒါနဲ့စာချဘုန်းကြီးကပဋိသန္ဓာယဝုဒ္ဓရတကိုတွက်ဆန်းလို့မေးတဲ့အခါတပည့်တော်ကတွက်ပြပါတယ်စာချဘုန်းကြီးကအနားမှာရှိတဲ့မန္တလေးကပါလာတဲ့ကိုရင်တွေကိုမင်းတို့သူ့လိုတွက်တတ်ကြရဲ့လားလို့မေးတော့ကိုရင်တွေကပြုံးနေကြပါတယ်ဒါနဲ့စာချဘုန်းကြီးကမန္တလေးမနေချင်ဘူးလားလို့မေးတော့တပည့်တော်ကနေချင်ပါတယ်ဖေဟာတပည့်တော်ခဏလောက်တော့နေဘူးပါတယ်ဖျားလို့အဖေကပြန်ခေါ်လာတာပါလို့အဲ့ဒါလို့ဖြေခဲ့ပါတယ်အဲ့ဒါနဲ့စာချဘုန်းကြီးကအေးမန္တလေးလာနေပေါ့လို့အဲ့ဒါလို့ပြောခဲ့ပါတယ်မန္တလေးမှာနေကြတဲ့ကိုတော်တို့ရွာကကိုတော်တွေကညံကောင်းတွေမရှိကြဘူးလားဖေဟာအများပင်ရှိကြပါတယ်ဒါပေမဲ့သာသနာတော်မှာကြာရှည်မမွေ့လျော်ပဲတချို့ကလူပောင်ပြောင်းလို့ဆရာတော်ကြီးကိုယ်တိုင်ပင်တရိုင်သားတွေကိုမချီးမြှောက်ဝန်းအောင်ဖြစ်နေပါတယ်ဝိသုဒ္ဓါယုံအရှိတိုက်ကစပြီးပြောစဖတ်တစ်ခုရှိပါတယ်တရိုင်သားတွေဟာအစကောင်းတော်လဲအနှောင်းမကောင်းဘူးလို့တပည့်တော်ဝိသုဒ္ဓါယုံတိုက်ရောက်လို့နာမည်ထွက်လာတဲ့အခါမှာအဲ့ဒါလိုပဲပြောကြပါတယ်တရိုင်မှနေတော့ကပင်တပည့်တော်ရဲ့နာမည်ကမန္တလေးဝိသုဒ္ဓါယုံတိုက်မှာရောက်နှင့်ပြီးဖြစ်နေပါတယ်ဒီလိုဆိုတော့ကိုရောနာမည်ကြီးဖို့ဇာတာသိတ်ကောင်းဟန်တူပါရဲ့နာမည်ကြီးလို့လဲကိုရောကိုလိုလားတဲ့သူတွေကအားရကြသလားမလိုလားတဲ့သူတွေကနှိမ်ညဟန်တူပါတယ်တပည့်တော်တွေမကပါဘူးမဟာဝိသုဒ္ဓါယုံဆရာတော်ဘုရားကြီးနဲ့ဆက်ပြီးတရိုင်သားညံကောင်းတွေဟာအနှိမ်ခံကြရပါတယ်မဟာဝိသုဒ္ဓါယုံတိုက်ထဲမှာပြောလေရှိတဲ့စကားတစ်ရက်ကဟေ့တရိုင်သားဟုတ်မဟုတ်ကိုရုပ်လက္ခဏာကြည့်ရမယ်တရိုင်သားမှန်ရင်အသားရင်လည်းမဲရမယ်သွားရင်လည်းခေါ်ရမယ်နဖူးရင်လည်းမောက်ရမယ်နှာရောင်ရင်လည်းကောက်ရမယ်နောက်စိတ်ရင်လည်းထွက်ရမယ်တဲ့ကိုတော့ရွာသားတွေကိုတဲနှိမ်ညပါလားဖေ။ရွာသားတွေကလည်းနှိမ်ညင်စရာပါပဲဖေ။ပညာတော်ပြီးတရားတရားနဲသလားမသိပါဘူး။တပည့်တော်ရဲ့ဆွေမျိုးရင်းများဒီပင်လျင်ယဟန်ဖြစ်ပြီးမှလူပေါင်ရောက်ကုန်ကြပါတယ်။ဟုတ်တယ်ဥလာသနာဆိုတာကိုတော့ညီအရင်ဆိုဟုတ်ပါတယ်တပည့်တော်တဲ့ကြက်ညံကောင်းပါတယ်ရုပ်ရောအတန်မှာတပည့်တော်တဲ့သားပါတယ်ဒါပေမဲ့ဆရာသမားတွေကအရေးပါတော့တရားတရားနဲသလိုဖြစ်နေပါတယ်ဒါကြောင့်ယဟန်မဖြစ်ခင်18နှစ်သားလောက်ကမင်းလူထွက်ပြီးတကားကြီးနဲ့အတူကူးတန်းရောင်းဝယ်ရေးအလုပ်တင်ရင်ကောင်းမယ်ထင်တယ်လို့ပြောမိပါတယ်ဒါပေမဲ့မထွက်သေးပဲယဟန်ဖြစ်ပြီးပထမကျော်အောင်တက်ကြတိဟနှစ်ကျန်းလားအောင်ပြီးမှလူထွက်ပါတယ်ကိုတော်ကတရားတရားကောင်းတဲ့သူမှသာသနာတော်မှာနေထိုက်တယ်လို့ယူဆတာလားဖေဟုတ်ပါတယ်တရားတရားမရှိရင်ဝန်ကြီးကိုမလေးစားပါဘူးလူများရဲ့ပစ္စည်းလေးပါးကိုသုံးစွဲပြီးဝန်ကြီးတော်အတိုင်းမနေရင်အပယ်လေးပါးသွားဖို့တေးကြတယ်လို့ယူဆပါတယ်အဲ့ဒီဝါဒကိုကြားနေလို့ကိုတော်ရဲ့ညံကောင်းစာတော်ဆွေမျိုးတွေလူထွက်သွားကြတာပဲထင်ပါရဲ့ဥက္ကစ္စယနာဆိုတာလဲကိုတော်ရဲ့တူတော်တယ်ဆိုမဟုတ်လားဟုတ်ပါတယ်အကိုတဝမ်းဝဲနဲ့အတော်ကလေးတဝမ်းခွဲရဲ့သားပါသူကမှသာပြီးတော်ပါသေးတယ်ကိုရင်ဘဝတုန်းကပထမကျော်လဲအောင်တက်ကြတိဟကိုရင်စာပြန်ပွဲမှလည်းထိတ်ဆုံးအထိအောင်အစိုးရဓမ္မစရိယတက်ကြတိဟ
ပရိယတ္တိဓမ္မစရိယရောအောင်ပြီးမှလူထွက်ပြီးဘီအေတောင်အောင်လိုက်ပါသေးတယ် အဲ့ဒီညီနဲ့တူတာသရတရားကောင်းကောင်းနဲ့ကိုရောကိုကူညီပြီးသာသနာကိုရွတ်ဆောင်လဲရရင်ကိုရောတို့တူဝီ3ယောက်ရဲ့သာသနာဟာဗမာတပြည်လုံးတောင်ဆန့်မှာမဟုတ်ဘူးနော် သူတို့တွေမကသေးဘူးဖေဟာတပည့်တော်ရဲ့နှမတဝမ်းခွဲသားတွေလည်းကိုရင်ဘွားကဓမ္မစရိယအောင်သူတွေ2ယောက်လား3ယောက်လားရှိပါသေးတယ်သူတို့လည်းလူပေါင်းရောက်ကုန်ပါပြီ ကိုရောကသူတို့ကိုတေးသေးချာချာမသိရအောင်သူတို့ကဘယ်မှာနေကြလို့တော့ဖေ။ သူတို့အဖေဘက်ကတာပြီးရင်းနဲ့စကိုင်းတောင်ဆရာတော်ဦးဤသုတ်တိရဲ့ဝိဇ္ဇာဓပ္ပဏိကျောင်းမှာနေကြလို့သေသေးချာချာမသိတာပါဦးဤသုတ်တိဆိုတာလဲရွှေကျင်ကိုင်းမှာထင်ရှားတဲ့တကြတိဟဓမ္မစရိယတစ်ပါးဖြစ်ပါတယ်တပည့်တော်နဲ့လဲနှဝမ်းခွဲဦးလေးတော်ပါတယ် ကိုရောတို့မျိုးကညာကောင်းတွေများသားကလားဖေ။ များတယ်လို့ဆိုရမှာပေါ့ဖေဟာဒါကြောင့်ရွှေဘိုမြို့စက်ပိုင်ဦးထွန်းဖေကတပည့်တော်ရဲ့ညီတစ်ဆက်ပိုင်တယောက်ကိုပြောတယ်ကိုဘတန်းကြီးဦးဇနကနောက်တော့ခမားတို့အမျိုးတွေကထုံးကားတဲ့သူမပေါ်နိုင်တော့ဘူးလို့ထင်တာအခုလဲတပားပေါ်လာပြန်ပြီလို့ဦးကိစ္စယနာကိုညွှန်ပြပြီးပြောပါတယ် ဒီတော့ကိုရောညီကဘယ်လိုပြန်ပြောတဲ့တော့ တပည့်တော်ရဲ့အဲ့ဒီညီကခတ်ကြွားကြွားပဲကျွန်တော်တို့အမျိုးမှာဗိုက်10လုံးရှိရင်3လုံးကတော့နိုင်ငံကျော်ဖြစ်မှတေးကြပါတယ်တဲ့ ကြွားမယ်ဆိုလဲကြွားเสียပါပဲကိုရောကတော့ကိုရောညီများတူများလို့မဖြစ်ပဲတမျိုးတစ်ပါးသာဖြစ်လာတာကဘာအကြောင်းကြောင့်လဲကိုရော လူတစ်ယောက်ရဲ့ဘဝဖြစ်စဉ်ဟာရှေးရှေးဘဝကပါလာတဲ့အထုံဝါဒနာနဲ့လဲဆိုင်မိဘဘိုးဘွားဆရာသမားများနဲ့လဲဆိုင်ပတ်ဝန်းကျင်အပေါင်းအသင်းနဲ့လဲဆိုင်ပါတယ်တပည့်တော်ရဲ့ရှေးရှေးဘဝကံတွေကလမ်းတစ်မျိုးဆင်ပေးလိုက်ဟန်တူပါတယ်ငယ်ငယ်တုန်းကတစ်ပင်တွေမှာအသက်ရှိတယ်လို့ထင်တာရဲ့မိုးပေါ်ကကျယ်တွေမှာလူရှိမရှိသိကျင်တာရဲ့အဲ့ဒီအချက်တွေကရှေးရှေးဘဝကပါလာတဲ့ညံတတ်နေမှာပါပဲဒီဘဝရောက်တော့လဲဘိုးရဲ့ထိမ့်သိမ့်မှုဟာတပည့်တော်မှာကောင်းသောအထောက်အကူဖြစ်ပါတယ်။ကျောင်းရောက်တော့လဲဇာနိဘတ်တွေကိုကြားရလို့အားကြတဲ့စိတ်ဟာရှေးဘဝဓာတ်ခံကြောင့်ဖြစ်မှာပါ။အားကြပြီးကုသိုလ်ပြုတာကတော့ပတ်ဝန်းကျင်ဆွေမျိုးများကဖရာတကာကျောင်းတကာတွေများလို့ဖြစ်ပါတယ်။မဟာဝိသုဒ္ဓယုံဆရာတော်ကြီးစတဲ့သူတော်ကောင်းကြီးများကိုလည်းအားကြတာကနေပတ်ဝန်းကျင်အပေါင်းအသင်းကြောင့်လို့ဆိုရမှာပါပဲ။အဲ့ဒီအားလုံးကိုခြုံလိုက်တဲ့အခါတပည့်တော်ရဲ့လမ်းစဉ်ဟာဖြောင့်မှန်မှုအကြောင်းတွေဖြစ်လာပါတယ်။ ကိုရောမန္တလေးကိုဘယ်အရွယ်လောက်ကြာမှနောက်တစ်ခေါက်ရောက်ပါတော့ဖေ။ မန္တလေးနောက်တစ်ခေါက်ရောက်တဲ့အချိန်ဟာတက္ကရာ1283ခုနှစ်နရောလာဇန်3ရက်လို့မှတ်မိပါတယ်။အဲ့ဒီတော့တပည့်တော်အသက်ဟာ12နှစ်ပြည့်လူနေပါပြီ။မန္တလေးရောက်တော့ဘာသာတွေကုန်ပြီလဲဖေ။ တရားသိညိုနဲ့ပုတ်စစ်တချို့တဝက်ရနေပါပြီ။မန္တလေးရောက်ပုံလေးပြောပြပါအောင်ဖေ။ ရွှေတောင်ကျောင်းကဦးပဇင်းတစ်ပါးအရက်ပြန်လာတဲ့အခါပင်းကျောင်းဆရာတော်ဖရာကြီးကအမေခေါ်ပြီးနင်သားကိုမန္တလေးစာသင်ရအောင်ထည့်လိုက်ပြောလို့အဲ့ဒီဦးပဇင်းနဲ့ထည့်လိုက်တာပါပဲ အဲ့ဒီတော့ဦးပဇင်းရဲ့တပည့်ဖြစ်သွားတာပေါ့နော် ဆရာတော်ဖရာကြီးကတော့တပည့်အဖြစ်နဲ့အပ်တဲ့သဘောဟုတ်ဟန်မတူပါဘူးမန္တလေးရောက်ရင်ပင်းကျောင်းကဆွေမျိုးတော်တဲ့ဦးပဇင်းများထိန်းကြလိမ့်မယ်ဆိုတဲ့သဘောနဲ့အထက်ခိုင်းဟန်တူပါတယ် ဒါပေမဲ့လောကသဘောနဲ့တော့အဲ့ဒီဥပဇင်းထံတပည့်အဖြစ်အနှံတယ်လို့ဖြစ်သွားတာပေါ့ဗျာမှန်ပါတယ်အဲ့ဒီဥပဇင်းဆိုတာကလည်းသူ့အဖေနဲ့တပည့်တော်အဖေကဆွေမျိုးမတော်ဆက်ပေမဲ့အလွန်ရင်းနှီးကြလို့မန္တလေးရောက်တဲ့အခါတပည့်အဖြစ်နဲ့ထိမ့်ပါတယ်ဒီအချိန်မှာကိုတော့ဘိုးနဲ့ကိုတော့အဖေကဘယ်သွားနေကြတော့ဖေဘိုးကနောက်အိမ်တော်ပြုတ်ပြီးခင်မင်ရွာရောက်နေပါတယ်အဖေကစပားကုန်တယ်ဖြစ်နေပါပြီမန္တလေးကိုစပားရောင်းသွားနေပါတယ်ဒါကြောင့်တပည့်တော်ကိုမန္တလေးထဲတဲ့ကိစ္စမှာဘိုးနဲ့အဖေမပါတာဖြစ်ပါတယ်ကိုတော့ကိုမန္တလေးပို့ပုံကတော့မရေမရာကြီးပဲကိုတော့ရဲ့မှန်ပါတယ်အစမကောင်းတော့အနှောင်းမသေးကြဆိုတာလိုနောက်တော့မကောင်းကျိုးတွေဖြစ်လာတာကိုတွေ့ရပါလိမ့်မယ်မန္တလေးရောက်တော့အဘိယာရာမဆရာတော်လောင်းဖြစ်တဲ့စာချဘုန်းတော်ကြီးနဲ့တွေ့သေးလားဖေဆရာတော်နဲ့တွေ့တော့ဆရာတော်ကသဘောကျတဲ့လက္ခဏာနဲ့မင်းရောက်လာပြီလားဟေ့တဲ့ဒါပေမဲ့ဆရာတော်နေတဲ့ကျောင်းကြီးနဲ့တပည့်တော်နေတဲ့ဇီးပင်ကျောင်းကတခြားစီနေတော့အဆက်အသွယ်မရှိပါဘူးဆရာတော်လည်း
မကြခင်ပဲအိန္ဒိယကိုတက္ကတအတင်သွားဟန်တူပါတယ်မတွေ့တော့ပါဘူး အဲ့ဒီအခါမှာကိုရောရဲ့ဦးလေးဆိုတာမရှိဘူးလားဗျာ မရှိတော့ပါဘူးဦးလေးကြီးကတက်ကြတိဟစာပြန်ပွဲဝင်လာကြလို့ရှက်ပြီးအောက်ပြီးပြေးဟန်တူပါတယ်ပထမရန်ကုန်နောက်တော့လက်ပုတ္တာမြို့လေးဓာတ်ကျောင်းဆရာတော်ထံရောက်နေပါတယ် မန္တလေးရောက်တော့ဖြက်ပြက်ပုံများကိုပြောပြပါအောင်ဗျာ တပည့်တော်မန္တလေးရောက်တော့အဖေနဲ့တွေ့ပါတယ်အဖေကထမင်းလာကပေးစားဖို့စီစဉ်ပါတယ်တပည့်တော်ကနေပါစေကျောင်းမှာပဲစားမယ်လို့ပြောပါတယ်မုံမိုးပေးထားပါတယ်အဲ့ဒီခေတ်တုန်းကခောက်ဆွဲတစ်လုံးတစ်ပဲပေါက်စီတစ်လုံးတစ်ပြားဆိုတော့နေ့စဉ်ပတ်စံ5ပြားလောက်သုံးနိုင်ရင်ညနေစာလုံလောက်ပါတယ်ခောက်ဆွဲဆိုင်ကဝိသုဒ္ဓါယုံတိုက်မြောက်ဖက်ကြောက်လန်းဘေးမှာရှိပါတယ်တပည့်တော်ကတော့မကြာသွားစားပါတယ် ဒီလိုဆိုတော့စားရည်အတွက်မဆင်းရဲဘူးပေါ့နော် ဒီလိုလဲမဟုတ်သေးဘူးဖေ။တခါတလေကျောင်းမှာညနေစာချက်စားပါတယ်။တပည့်တော်ကတယောက်တည်းထမင်းချက်ပြီးငပတ်ငပိကိုထမင်းအိုးထဲအုံပြီးစားပါတယ်။တယောက်တည်းလည်းဖြစ်ငပီအုံးတစ်ခွက်ထဲနဲ့လည်းစားရလို့ဝမ်းနဲ့လိုက်တာဖေ။ ခောက်ဆွဲစားဖို့ပတ်စံကောင်းနေလို့လားဗျာ ဒီလိုလဲဟုတ်မှန်မထင်ပါဘူးဖေ။တပည့်တော်ကမျိုးရိုးအလိုက်ပတ်စံအသုံးချွေတာတာပါပဲ။ကုံတဲ့မှကုံစီပါတယ် ဟုတ်မှာပါပဲကိုရောအမျိုးကိုကချွေတာရေးကြောင့်ပတ်စံပေါ်နေတဲ့အမျိုးတွေပဲဗျာ ။ဝန်ခံပါတယ်ဖေ။ချွေတာမှုမရှိရင်ဘယ်အိမ်မှမခံနိုင်ပါဘူး။တပည့်တော်တို့တစ်မျိုးလုံးဟာပတ်စံအသုံးစီကံရှိလွန်းလို့လူမွဲမရှိဘူးလို့ပြောနိုင်တာပါ။စီးမဲ့ကမ်းမဲ့သုံးရင်အားလုံးလူမွဲမျိုးဖြစ်နိုင်ပါတယ် ဒါပေမဲ့ချွေတာလွန်အားကြီးလို့ငတ်နေတာတော့မကောင်းပါဘူးကိုရော ။ဒါလောက်လဲမချွေတာပါဘူး။စားတဲ့လောက်တော့စားကြပါတယ်။အဖေကတော့ဆွေမျိုးတွေထဲမှာချွေတာမှုမရှိတဲ့လူတစ်ယောက်ပါ။ကောင်းကောင်းစားပါတယ်။ထမင်းစားတဲ့အခါထမင်းပူပေါ်မှာထောပတ်စမ်းပြီးစားလိရှိပါတယ်။အဲ့ဒီခေတ်ကထောပတ်ကောင်းကောင်းတပိတ်တာမှ3ချက်လောက်သာပေးရပါတယ် ဒါဖြင့်ကိုရောတို့အိမ်မွဲတာဟာကိုရောအဖေအသုံးဆွဲများလို့ဆိုချင်တာလားဗျာ ။မွဲဖို့အကြောင်းကတော့အသုံးဆွဲကြည့်မဟုတ်ပါဘူး။ပထမကဘာစစ်နောက်ပိုင်းမှာပဲပြူကလေးဈေးကောင်းပါတယ်။အဖေကစပားကုံတဲ့သားမကပဲကုံတဲ့လည်းအကြီးကျယ်လုပ်ပါတယ်။စစ်ပြီးကနီးပဲပြူကလေးဈေးအကြမှာကုံတဲ့အများပဲအမွဲသာအဖတ်တင်ရေးကြပါတယ် ကိုရောအဖေကလူဆောင်လူလဲလူကြွားထင်ပါရဲ့ဗျာ ။ဆိုစရာဖြစ်နေတာပါပဲ။ဆွေမျိုးရင်းထဲမှာအဖေကအလဲဆုံးပါ။ဘိုးကအိမ်တော်ပြုတ်ပြီးရွှေ့ပြောင်းသွားကြတဲ့ကအိမ်မှာလူစုံအဝင်အထွက်ရှိလာပါတယ်။ရုံကိစ္စဆိုရင်အဖေကိုအားကိုးကြပါတယ်။ရက်ကိစ္စရွာကိစ္စမှလည်းအဖေပါတာများပါတယ်။တပည့်တော်ငယ်ငယ်တုန်းကလူကုန်မပေးရပဲအိမ်ကုန်သာပေးရပါတယ်။တပည့်တော်တို့ရွာမှာပစ္စည်းရှိသူတွေများလို့တအိမ်6ကျပ်နှုံးထားပါတယ်။အဲ့ဒီအခါမိသည့်အိမ်ကမိမျှပေးလိုက်တယ်လို့စီစဉ်ဖို့ရန်တမာရီလူကြီး3ယောက်လောက်ရွေးပါတယ်။အဖေနဲ့အခြားဆွေမျိုးလူကြီး2ယောက်လောက်စုပြီးတပည့်တော်တို့အိမ်မှာစီဝေးဆုံးဖြတ်ကြတာပါပဲအစိုးရဘက်ကလည်းရွာမှာကိစ္စရှိရင်တပည့်တော်တို့အိမ်မှာတဲပြီးအလုပ်လုပ်ကြပါတယ် ကိုရောအဖေကုံတယ်လို့မွဲတယ်ဆိုရင်မမွဲခင်ကဆွေမျိုးလူကြီးများကသတိမပေးကြဘူးလားဗျာ ပေးကြပါတယ်တပည့်တော်တို့အိမ်နဲ့ကပ်နေတဲ့ဓနရှင်ဘာကြီးတယောက်ကစပားကုံတယ်လုပ်နေကြတဲ့အဖေနဲ့ဘိုးလေးကိုပြောပါတဲ့ဟဲ့နင်တို့2ယောက်ထူလွန်ကဲလွန်းတယ်တို့မျိုးထဲမှာရိုးရာအလုပ်နဲ့မမွဲခဲ့ပါဘူးလို့ ကိုရောဘိုးလေးတဲ့ကိုရောဘာကြီးကကြီးသလားဗျာ အမျိုးတွေကများတော့ဝါစဉ်အားဖြင့်သာဘိုးလေးတော်တာပါအသက်ချင်းတော့ဘာကြီးကအပုပ်ကြီးကြီးပါတယ်ဘိုးလေးဆိုသူကဘိုးရဲ့အဖေဘိုးကြီးရဲ့နောက်အိမ်တော်ကဝေးတဲ့သားကလေးဖြစ်ပါတယ်အဖေတက်တော့အများကြီးကြီးပါသေးတယ်အဲ့ဒီဘိုးလေးကလည်းစပားကုံတယ်လုပ်ပါတယ်ဘိုးလေးရဲ့သားဘာတွေလဲမန္တလေးဇီးပင်ကျောင်းမှာကိုရင်ဝတ်နဲ့နေပါသေးတယ်နောက်တော့လူထွက်ပါတယ်သူလဲစပားကုံတယ်လုပ်ပြီးနောက်တော့ဆုံးရှာပါတယ် ကိုရောမန္တလေးရောက်တော့မကြဘူးလားဗျာ တောကကလေးများထုံးစံတိုင်းပေါ့ဖေဟာကိုမသိတဲ့နေရာကြတော့နားမလဲဘူးပေါ့ဒီလိုနည်းနည်းပါးပါးနားမလဲမှန်သိတော့အရင်ရောက်ပြီးဖြစ်တဲ့တောသားဘုန်းကြီးများကလည်းလှောင်ကြပြောင်ကြနဲ့အလဲလုံးကြပါသေးတယ် ဘယ်လိုအလဲလုံးတယ်လဲဗျာ ကျောင်းလိုက်ထဲလာပြီးကလားတွေကမုံရောင်းကြပါတယ်မုတ်စိတ်ကြီးနဲ့
ကလားရောက်နဲ့အာတာပူစီဆိုလားအမြင်နဲ့မုံကိုဝယ်စားတော့ကလားပြန်သွားတဲ့အခါအဲ့ဒီမုံဟာသူ့ရဲ့မုတ်စိတ်မွေးတွေကိုဖြတ်ပြီးတော့တရားနဲ့နေပြီးဆေးဆိုးထားတာတဲ့ ကိုတော်ကယုံရောလား မယုံပါဘူးဒါပေမဲ့ယွန်သွားတာနဲ့နောက်တော့ဝယ်မစားတော့ဘူးတခြားကလားတစ်ယောက်ရောက်နဲ့နံပြားနဲ့ကာဖီကိုသာတောက်တော့တယ်နံပြားတစ်ပိုင်းတစ်ပြားကာဖီတစ်ခွက်ငယ်တစ်ပြားပေးရတယ် ဒီပြင်တော့မြို့ကအစာတွေဘာစားရသေးတော့ဖေ။ တခါတော့ဒူးရင်းသီးကိုတော်ကြီးတွေကပေးတယ်တပည့်တော်ကအနံ့တော်မခံရင်လို့ပြန်ပြီးတော့တောသားဘာနားလဲလို့လဲဒီဟာဒူးရင်းသီးတိတ်ကောင်းတာပဲတဲ့ ကိုတော်ကဘယ်နဲ့ပြန်ပြောလိုက်တော့ ဘိနဲ့သီးလောက်မကောင်းပါဘူးလို့ပြန်ပြောတော့အားလုံးကရေကြတယ်ဒါပေမဲ့ဒါလောက်သူများပြောလှငါလဲကြိုက်အောင်လုပ်မယ်လို့စိတ်ထဲကကြံလိုက်ပါတယ် နောက်တော့ကြိုက်ရောလား နောက်တော့မှုတ်တက်နေတဲ့ဒူးရင်းသီးကိုသူများစားတဲ့အခါစားကြည့်တော့နည်းနည်းစားနိုင်ပါတယ်ဒီလိုနဲ့တစဒူးရင်းသီးအစားတင်လာလိုက်တာနောက်တော့ဒူးရင်းသီးနဲ့တောင်ထမင်းဝအောင်စားတတ်လာပါတယ်ခုအနေနဲ့တော့ပိနှဲသီးတောင်မစားကျင်တော့ပါဘူးဒူးရင်းသီးအရသာကလွှမ်းသွားပါတယ် ကိုတော်မန္တလေးရောက်စားမှာဗာများမှတ်မှတ်သားသားရှိခဲ့သေးလေဖေ။ တပည့်တော်မန္တလေးရောက်တော့အများကဆရာတော်ကြီးရဲ့ဆွေမျိုးအဆက်ဖြစ်တဲ့ညံကောင်းကလေးဆိုပြီးအရေးပါကြပါတယ်ဒါပေမဲ့တချို့စာတော်ပုဂ္ဂိုလ်များကစမ်းတဲ့သဘောနဲ့စာမေးကြပါတယ်တပည့်တော်ကလည်းဖြေနိုင်ပါတယ်ဒီလိုဖြေနိုင်ရသားနဲ့မင်းဦးလေးလို့ဖြစ်အောင်မှာပဲလို့ဗျာဒိတ်ပေးသွားကြပါတယ် ဘာလို့ဆိုလိုတာလဲဖေ။ ဦးလေးကြီးကတက်ကြသည်ဟပရိယတ္တိစာမိုးဘဲမှကြပြီးထွက်ပြေးပါတယ်တပည့်တော်လည်းဒီလိုစာမိုးဘဲကြအောင်မှာပဲလို့ဆိုလိုတယ်လို့နားလည်ပါတယ်အခြားစာခြားဘုန်းကြီးတစ်ပါးကတော့တင်းညိုဘက်ကမေးပါတယ်ဖြေလဲဖြေနိုင်ပါတယ်ဒါပေမဲ့ကြော်တလောက်မဟုတ်သေးပါဘူးကွာလို့ပြောသွားပါတယ် ကိုတော်မှာငယ်ကပဲမလိုတဲ့ပုံကိုယ်တွေရှိနေတာပေါ့နော် အရှင်ဖေဟာတပည့်တော်လိုတာမန်တတ္တဝါအတွက်မဆမ်းပါဘူးဖះရှင်တော်မှဒိဋ္ဌိတွေကတိတ်ပြီးမလိုလားကြသေးတာပဲမဟုတ်လား ကိုတော်ရဲ့စာသင်ရပုံကိုပြောပါအောင်ဖေ ပထမရောက်စတော့တရားကတက်လာတဲ့စာကိုပဲဆက်ပြီးတက်ရပါတယ်တစ်နှစ်လောက်ကြာတော့အစိုးရပထမပြန်အငယ်တန်းမှာဝင်ပါတယ် ။အောင်ရလားဖေ စာရတာသာရှိတာပဲအဓိပ္ပာယ်ကောင်းနားမလဲပါဘူးအရွယ်ကလည်း73နှစ်သားရှိသေးတော့အများကိုယ်တော်တွေကသူတို့ဖြည့်ပြီးလို့လာကြည့်ကြတာပြည့်နေတာပဲဟိုကပြောဒီကပြောနဲ့ပြောလိုက်ကြတာပညာဝန်ဦးစောဆိုတာကလည်းခလေးတယောက်တည်းပါတာမဟုတ်ဘာလို့သဘောကျပြီးကြည့်နေတာပဲအားလုံးကအောင်မယ်လို့ပြောကြတော့တပည့်တော်လည်းအောင်မယ်လို့ပဲထင်ခဲ့တာပဲကစက်ထွက်တော့မပါလာဘူးအဲ့ရတဲ့သွားဆောင်ချုံပြီးငိုလိုက်တာဘာပြောကောင်းမလဲ ။ကိုတော်က73နှစ်သားဆိုတော့ငယ်လဲငယ်လွန်းပါသေးတယ်လေ တပည့်တော်ကထွားကြိုင်လည်းမဟုတ်တော့တာပြီးငယ်သလိုဖြစ်နေပါတယ်နောက်တစ်နှစ်ကျတော့15နှစ်မပြည့်သေးရင်စာမွေးပွဲမဝင်ရဘူးလို့ဥပဒေလုပ်လို့14နှစ်သားအရွယ်မှာစာမွေးပွဲမဖြေရပါအဲ့ဒီနှစ်မှာတော့စာကိုကောင်းနိုင်နေပါပြီ ။ဘယ်လိုသင်နည်းနဲ့သင်လို့နိုင်တာလဲဖေ။ကြက်တဲ့စာတွေကကြေလို့လား မဟုတ်ပါဘူးစာတင်ဤမှန်လာလို့ပါ ။ဘယ်လိုမှန်လာတာတော့ကိုတော် တရားတင်ရင်ပထမ1နံကိုင်းအားချကိုင်းကြည့်ရပါတယ်2တုတ်စင်တုတ်နဲ့ကြည့်ရပါတယ်3တတုတ်အတွက်ဆိုင်ရာရုပ်များကိုလည်းတွက်တတ်ရပါတယ်ဒါလောက်ဆိုရင်တရားဘက်ကအခြေခံရပါတယ် ။တရားကြီးပါဠိကိုမကြက်ရဘူးလားဖေ ကြက်ဖို့မလိုပါဘူးစာမွေးဝဲအတွက်တော့ကြက်ကြရပါတယ်ဒါပေမဲ့အဲ့ဒါလိုကြက်မှုကြောင့်တရားအခြေအနေတော့တိတ်ပြီးမတိုးတက်လာပါဘူး ။အများကတော့တရားကြီးကိုအရကြက်ကြရတယ်နော် တပည့်တော်လည်းရွာတုန်းကအရကြက်ခဲ့ရပါတယ်ဒါပေမဲ့ဝိသုဒ္ဓါယုံတက်ရောက်တော့သူများတွေရုပ်တွက်ကြပါတယ်တပည့်တော်ကသူတို့လောက်မတွက်တတ်ပါဘူး ။စာသင်နည်းကိုဘယ်သူကပြောင်းပေးတယ်လဲဖေ တပည့်တော်ကံကောင်းကျင်တော့နောင်ခါမြောင်းမြဆရာတော်ဖြစ်မဲ့စာချဘုန်းကြီးကဝိသုဒ္ဓါယုံတိုက်စီရှင်ကျောင်းကနေပြီးတပည့်တော်တို့ဇီးပင်ကျောင်းကိုပြောင်းလာပါတယ်ဇီးပင်ကျောင်းမှာအတော်အတန်စာဝါဒနာပါတဲ့ဥပဒေများဟာအဲ့ဒီစာကြဘုန်းကြီးစီမှာစာတက်ကြပါတယ်တပည့်တော်ကိုခေါ်လာတဲ့ဥပဒေကလည်းအဲ့ဒီစာချဘုန်းကြီးစီမှာစာတက်ပါတယ် ။ဇီးပင်ကျောင်းဘုန်းကြီးကစာမချဘူးလားဖေ ဇ
ဇီးပင်ကျောင်းဘုန်းကြီးလည်းစာချပါတယ်ဒါပေမဲ့နည်းနည်းပြင်းဟန်တူပါတယ်နောက်တော့လူထွက်ပါတယ်ဉာဏ်ကောင်းသဘောကောင်းတက်ကြသည်ဟဓမ္မစရိယလည်းအောင်ပြီးဖြစ်ပါတယ်မြောင်းမြဆရာတော်လောင်းစာချဘုန်းကြီးကလည်းတက်ကြသည်ဟဓမ္မစရိယပါပဲဒီပြင်လဲဥနိယာမဆိုတဲ့တက်ကြသည်ဟဓမ္မစရိယလည်းရှိပါသေးတယ်အဲ့ဒီချိန်မှာဇီးပင်ကျောင်းဟာစာတော်တဲ့စာသင်သားတွေစာချဘုန်းကြီးတွေနဲ့အလွန်မြိုင်ပါတယ်စာသင်သားတွေလည်း40လောက်ရှိပြီးကျောင်းလည်းပြည့်နေပါတယ်ကိုတော်ကဘယ်နည်းနဲ့စာသင်ပုံပြောင်းခဲ့တော့တာမဏေအများအလဲတိုက်ကြီးအောက်မှာညအခါစာပြန်ကြပါတယ်အဲ့ဒီခါမှာသူတို့ချင်းရုပ်တွက်ပုံကိုမေးကြဖြေကြပါတယ်တပည့်တော်ကသူတို့လိုမဖြေတတ်ပါဘူးစာအရာကတော့သူတို့တဲ့သားပါတယ်စာရပေမဲ့အတိကနဲတော့ရှက်ပါတယ်တနေ့တော့နေရာချင်းနီးကပ်နေတဲ့ဥညာဏဆိုတဲ့ဥပဇင်းတစ်ပါးအထံမှာတပည့်တော်တော့ဒီဘဝမှာရုပ်ကောင်းကောင်းတွက်တတ်တော့မှမထင်ပါဘူးလို့ညည်းမိပါတယ်အတန်ကလည်းဝမ်းနဲ့တန်ပါဟန်တူပါတယ်မှန်ပါတယ်အဲ့ဒီစာကျက်တဲ့နီးနဲ့တော့ရုပ်တွက်တတ်ဖို့မဖြစ်နိုင်ပါဘူးဒီတော့ဥညာဏကဘယ်လိုပြောတော့တဏှာဟန်တူပါတယ်မြောင်းမြဆရာတော်လောင်းဖြစ်တဲ့စာချဘုန်းကြီးကိုကောင်ကလေးကရုပ်မတွက်တတ်လို့ညည်းနေရှာတယ်လို့ရှောက်ပါတယ်အဲ့တော့အဲ့ဒီစာချဘုန်းကြီးကကိုရင်တစ်ပါးဆိုးနေတဲ့နန်ခိုင်းကိုအလိုက်ခိုင်းပါတယ်တပည့်တော်လည်းဝမ်းသာလာတယ်အဲ့ကိုရင်နဲ့အတူတစ်ခေါက်လောက်ကုန်တော့တပည့်တော်ကြီးနောက်တစ်ခေါက်ထပ်ပြီးအဆိုခိုင်းပါတယ်အဲ့ဒီနန်ခိုင်းကုန်တော့နန်ရုပ်တွေကြေလိုက်တာမပြောနဲ့တော့ငါမသိတဲ့နန်ရုပ်ရဲ့လို့မရှိတော့ဘူးလို့တော့ထင်မိပါတယ်နန်ခိုင်းကိုလည်းညဖျားဝတ်တဲ့အပြီးမှာရွတ်အံလိုက်တာအဲ့ဒီစာချဘုန်းကြီးကတော့တော်လောက်ပါပြီဟာလို့တားယူရပါတယ်နန်ငန်းကုံတော့ဘာသာဝပို့ချပေးတယ်လေဗျာအာချကိုင်းချပေးပါတယ်အဲ့ဒီနောက်တော့ယူပသိတ္တိကိုအလိုက်ခိုင်းပြီးဓမ္မပရတဝါပို့ချပေးပါတယ်ယူပသိတ္တိပို့ချတဲ့အခါမှာစာလိုက်ဥပဇင်းတွေတော်တော်များများပါပါတယ်တပည့်တော်ကကျောင်းသားအဖြစ်နဲ့နောက်ဆုံးကလိုက်ရပါတယ်စာချဘုန်းကြီးကချပေးသမျှနိယံတွေကိုတပည့်တော်ရနေပါတယ်ဆက်ဆိုင်လာတဲ့အခါရွတ်ကြစမ်းလို့စာချဘုန်းကြီးကခိုင်းရင်ဥပဇင်းတွေကတွတ်တွတ်မရွတ်တတ်ပေမဲ့တပည့်တော်ကရွတ်တတ်ပါတယ်ဥပဇင်းတွေကနောက်လှည့်ပြီးတပည့်တော်ကိုကြည့်ကြပါတယ်အာကကောင်ကလေးပဲဆိုတဲ့မျက်နှာနဲ့တပည့်တော်ကတော့ကောင်ကလေးပေမဲ့အဲ့ဒီဥပဇင်းများကိုကိုယ့်တဲ့တာတယ်လို့မယူဆပါဘူးဓမ္မပဒလည်းဒီလိုအများနဲ့ပဲလားဖေဓမ္မပဒတော့တပည့်တော်တယောက်တည်းပါနေစွန်းစားပြီးနိုင်ဝဲလောက်ဆိုရပါတယ်တခါတခါတပည့်တော်ကထမင်းစားပြီးအိတ်ချင်လို့ဘုန်းကြီးကရှေ့ကချသွားတာကိုတပည့်တော်ကငိုက်ရက်နဲ့ဆိုသွားတာပဲကိုတော်ကအိတ်အငိုက်ဝါသနာပါသလားဗျာဝါသနာလို့ဆိုရမယ်ထင်ပါတယ်နောက်လဲအဲ့ဒါလိုအိတ်ငိုက်တဲ့အကြောင်းများကိုရှောက်ပါဦးမယ်ယူပသိတိနဲ့ဓမ္မပဒကိုကုံအောင်တက်ခဲ့ရရလားဗျာကောင်းကောင်းတော့မမှတ်မိပါဘူးကုံတယ်လို့ထင်ပါတယ်ပလီယောဂါဖြစ်လို့ထွက်ပြေးကြရတဲ့အခါမှာတပည့်တော်ကိုခေါ်လာတဲ့ဥပဇင်းရဲ့ယဟန်တကာများရွာကိုသွားကြပါတယ်မြောင်းမြဆရာတော်လောင်းစာချဘုန်းကြီးတဲ့ပါပါတယ်စင့်ငိုင်အနောက်ကဝန်တိုဆိုတဲ့ရွာပါအဲ့ဒီရွာရဲ့အနောက်ကျောင်းကယဟန်တကာကြီးဦးထဲယဟန်အမကြီးဒေါ်ထိုက်တို့ကိုးကွယ်တဲ့ကျောင်းမို့အဲ့ဒီကျောင်းမှနေရင်ယူပသိတ္တိကိုရင်တစ်ပါးနဲ့အတူဆက်ပြီးတော့တက်ရပါတယ်ညကြရင်တယောက်နဲ့တယောက်ခက်တဲ့ရုပ်တွေကိုအပြိုင်မေးကြဖြေကြရပါတယ်ဒါကြောင့်ယူပသိတ္တိကိုအတော်နိုင်နားလည်ပါတယ်ဓမ္မပဒကိုလည်းကိုယ်တိုင်ဆိုရတာဖြစ်လို့အတော်ကြီးနေပါတယ်ဝိထုတွေကိုလည်းအများကြီးသိပြီးအနက်ညံလည်းရင့်တန်နေပါတယ်ဒီခါမှာ14နှစ်ပြည့်ကနီးလောက်ရှိပါလိမ့်မယ်ပလိတ်ပြေးရင်စာတက်ရတယ်ဆိုတော့ကိုတော့အတွက်စာဝါမပြတ်ဘူးပေါ့အဲ့ဒီရွာကပျော်စရာကောင်းရဲ့လားဖေတပည့်တော်အတွက်တော့ရောက်တဲ့နေရာကအရေးပါကြလို့ပြင်းစရာရဲလို့မထင်ပါဘူးအဲ့ဒီရွာမှာကျောင်းတကာယဟန်တကာကြီးရဲ့သမီးအကြီးဆုံးကအိမ်တော်နယ်ဖြစ်ပါတယ်မတ်လေးပို့တဲ့တပည့်တော်ကိုထေးနဲ့အရေးဆိုင်ပါတယ်အဲ့ဒီကျောင်းတကာကြီးများကကြံလက်ကားကုံတဲ့ကြီးဖြစ်တော့မန္တလေးမှာလက်ကားကြံဆိုင်ထွက်တဲ့အခါတပည့်တော်ကိုကြံတစည်းပေးလို့ဈေးကြိုကနေဝိသုဒ္ဓါယုံတိုက်ထိအောင်ထမ်းလာခဲ့တာပဲကိုတော်ကကျောင်းသားဆိုပေမဲ့အသက်က14နှစ်လောက်ဆိုတော့အတော်ကြီးနေပြီမရှိဘူးလားဖေ
ဒါကတော့အမကြီးလိုနေတဲ့သူကချစ်လို့ပေးတာဖြစ်တော့ထမ်းလာရတာမရှက်ပါဘူးဒါပေမဲ့တကြတိဟပရိယတ္တိအောင်ပြီးဖြစ်တဲ့စာချစာတင်များဖို့လာပြည့်နေတိုင်းဖြစ်တောင်းနှလုံးနဲ့စွန်းစံယူဖို့ရန်တကြတိဟဖျားတယ်သွားရပါတယ်အဲ့ဒီကပြန်လာတဲ့အခါမှာလမ်းကတိုက်တွေအိမ်တွေရှေ့ကဖြတ်လာရပါတယ်သူတို့ကလည်းတိုးတိုးတိတ်တိတ်နဲ့ဘုံကြီးကျောင်းသားသရောင်းစားလို့ဆိုခြင်းဆိုမှာအဲ့ဒါလို့တွေးပြီးရှက်တာပေါ့ဖေ။ရှက်တော့ဘာလို့တော့ဖေ။ဘာလို့ထိုင်မှလဲဘဝကိုကဒီလိုဖန်တီးလာတော့ဒီလိုပဲလုပ်ရမှာပေါ့။ဒါပေမဲ့အေးမိပြီးဖျားတဲ့အခါကျတော့သူများလိုအဖျားပြောက်ဖို့တောင်းတမဲ့အစားသေသွားပါတော့လို့တောင်းတမိပါတယ်။ဒီတစ်ခါသေရင်ပြုတ်ထားတဲ့ရေလူပန်းလူဥပုပ်ဆောင်တဲ့ကုသိုလ်ကြောင့်ဒီဘဝတဲ့အဆင့်တန်းမြင့်မယ်ဆိုတာယုံကြည်နေပါတယ်ကိုတော်ကပြစ်တောင်းထမ်းရတာလေးအတွက်သေခြင်းလောက်အောင်ရှက်ရသလားဖေဟာတရားရွာတော့ကမထမ်းခဲ့ဘူးလားဖေဟာအမှန်ပဲသေခြင်းလောက်အောင်ရှက်ပါတယ်တရားရွာတော့ကကြေးရွာထုံးစံဖြစ်နေလို့တပိတ်တို့ပြစ်တောင်းတို့ထမ်းရပေမဲ့ရှက်စရာလို့မယူဆခဲ့ပါဘူးမန္တလေးရောက်တော့အဆင့်တန်းကတမျိုးစီဖြစ်လို့ရှက်တာပါတပည့်တော်ငငယ်ကလေးကမူရှိပါတယ်အမတွေအတော်တွေကမုံပေးတဲ့အခါတပည့်တော်ကမယူပါဘူးငါကတနာလို့ပေးတာလို့ပြောပြီးပေးရင်ကျုပ်ကမတနာနဲ့ဒုက္ခိတတ္တဝါမဟုတ်ဘူးလို့ပြောပြီးမယူပါဘူးငါမောင်ကိုချစ်လို့ပေးတာငါတူကိုချစ်လို့ပေးတာလို့ပြောမှယူပြီးစားပါတယ်ကိုရော့ဖေကစပားရောင်းဖို့မကြမကြလာတော့ကိုတော်လည်းမြို့ထဲမကြမကြသွားရမှာပေါ့နော်တပည့်တော်အဖေလာတိုင်းတော့မသွားပါဘူးတခါတော့သွားပါတယ်အဲ့ဒီခေတ်ကကမ်းနားမှာရှိတဲ့ပွဲစားတွေအိမ်မှာလည်းအိပ်ဖူးပါတယ်ဈေးကျော်အနောက်ကသင်္ကန်းတန်းမှာလည်းအဲ့အနေများပါတယ်အခုမာကသင်္ကန်းတိုင်းနဲ့ဆက်နေတဲ့ဥလူသိအိမ်မှာအဖေကတဲလိရှိပါတယ်အဲ့ဒီအိမ်ရဲ့နောက်ဖေးဝင်းထဲမှာပဲသူတို့ဆွေမျိုးတွေဖြစ်လို့တဲပါတယ်တရိုင်ကအလှရှိရင်အဲ့ဒီဥလူသိစီမှာပရိခရာဝယ်ကြလို့မိတ်ဆွေရင်းဖြစ်နေကြပါတယ်ဒီလိုဆိုရင်ကိုတော်ရဲ့အသည့်တွေမန္တလေးမှာများမှာပေါ့မများပါဘူးအဲ့ဒီသင်္ကန်းတန်းကဆွေမျိုးများလောက်ပဲရှိပါတယ်အဖေနဲ့အတူပွဲစားတွေစက်ပိုင်တွေရဲ့အိမ်တို့တိုက်တို့တော့ရောက်ဖူးပါတယ်အကျွမ်းမဝင်ပါဘူးအဲ့ဒီလိုဝင်ထွက်သွားလာနေရတော့မရှက်ဘူးလားဖေအလှခံသွားတာမှမဟုတ်ပဲဘာရှက်เสียရှိတော့တပည့်တော်ရဲ့ပုံပန်းနဲ့နေထိုင်မှုအချိုးစားကအဲ့ဒီပွဲစားစက်ပိုင်တွေရဲ့သားတွေတဲ့အောက်မကြပါဘူးစာပေပညာမှာတပည့်တော်ကသာပါသေးတယ်သူတို့အင်္ဂလိပ်စာပညာသင်ပေမဲ့အဲ့ဒီရွယ်မှာတိတ်မတက်ကြသေးပါဘူးတော်သားပဲကိုရော့စိတ်ကဒီနေရာမှာအောက်ချမထားဘူးပဲဘာအောက်ချเสียရှိလဲသူတို့တွေလည်းဒီလိုစပားကုံတဲ့ဘဝမျိုးကတိုးတက်သွားကြတာများပါတယ်အဖေကတပည့်တော်ကိုမန္တလေးထားတာဟာရည်ရွယ်ချက်ရှိပါတယ်ဘုန်းကြီးဖြစ်ရင်လည်းစတတ်ဘုန်းကြီးဖြစ်ရောဘုန်းကြီးမဖြစ်ရင်လည်းမန္တလေးအကြောင်းကောင်းကောင်းသိရောလို့ကိုရော့ဖေကမန္တလေးကိုသဘောကျသလားဖေသဘောကျတာတော့မပြောနဲ့တော့မာကသင်္ကန်းတိုင်းနဲ့မျက်စောင်းတို့အိမ်ကိုတောင်ဝယ်ဖို့စိတ်ကူးသေးတယ်ရွာကဆွေမျိုးတွေဖြက်လို့မဝယ်ပြစ်တာအဲ့ဒီအချိန်ကမြေရောအိမ်ရောမှ2000လောက်ပေးရမှာပါအိမ်ကတိတ်မကြီးပေမဲ့နေတော့ပါတယ်အဲ့တော့ကကိုရော့ဖေမန္တလေးနေပြည့်ရင်ကိုတော်လည်းဘုန်းကြီးဖြစ်မှာမဟုတ်ဘူးနော်ဒီလိုပဲဟုတ်မလဲတပည့်တော်ကဘုန်းကြီးဘဝကိုအထင်မသေးပါဘူးဗုဒ္ဓမြတ်စွာကဆင်းသက်လာတဲ့ဘုန်းကြီးဘဝကိုအခုလည်းအထင်ကြီးနေတာပါပဲဒါကြောင့်သာသနာဝန်ထမ်းယဟန်တော်အားလုံးကိုအထင်သေးမခံရအောင်တပည့်တော်စိတ်ကူးနေတာပါဘယ်လိုလုပ်ဖို့စိတ်ကူးတယ်လဲဖေဟာပတ်စံကိုအထင်ကြီးတဲ့လောကထဲမှာပတ်စံမရှိပဲတောင်းရမ်းစားနေရတဲ့ဘုန်းကြီးဘဝကိုဘယ်သူကအထင်ကြီးမှလဲဖေဟာအရှင်ဖေဟာလိုအပေါ်ယံတွေးတတ်တဲ့လူတွေအတွက်တော့အထင်သေးစရာပေါ့ဒါပေမဲ့ဖရာအမိန့်တော်အတိုင်းဝိနည်းသီလကိုထိမ့်ပြီးတမာရိရရနဲ့ဝိပဿနာပညာကိုသာကြိုးစားနေကြရင်ဘယ်သူကမှအထင်မသေးပါဘူးအခုတော့လိုချင်မှုအားကြီးနေလို့ဝိနည်းတော်အတိုင်းလည်းမနေကြလို့အထင်သေးခံရတာပါဝိနည်းတော်အတိုင်းနေပေမဲ့ခေတ်လူတွေကတော့အထင်သေးမှာပါပဲကိုတော့ခေတ်လူဆိုပေမဲ့တချို့ကဗုဒ္ဓဘာသာကိုလေးစားတဲ့လူတွေအများပင်ပါဝင်ပါတယ်ထိုလူတွေကတော့ဝိနည်းတော်အတိုင်းနေကြရင်အထင်မသေးပါဘူးလေးစားကြယိုသေးကြပါတယ်ကျေးရွာမှာကျောင်းထိုင်နေကြတဲ့ဘုန်းတော်ကြီးများကိုအထင်မသေးအောင်ဘယ်လိုစီစဉ်မလဲဖေဟာဒါကအလွယ်ကလေးပါဖေဟာဝ
ဝန်ကြီးတော်အတိုင်းအိန္ဒြေရနေပြီးကြေးရွာကကလေးတွေကိုခေအလိုက်ပညာတတ်အောင်ဇာရိတကောင်းအောင်သင်ပေးနိုင်ရင်လူကြီးတွေကိုဘာသာရေးယဉ်ကျေးအောင်ဟောပြောနိုင်ရင်ဘယ်တော့မှအထင်မသေးပါဘူးအဲ့ဒါလို့အရေးချင်းမရှိရင်တော့အထင်သေးသူရဲ့အပြစ်မဟုတ်ဘူးပေါ့ဗျာဒီကိစ္စနဲ့စပ်ပြီးတော့ရေးစရာတွေကိုအနာဂတ်သာသနာရေးကျမ်းမှာအတော်ကလေးရေးပြီးပါပြီကိုရော့အဖေကမန္တလေးခဏခဏရောက်တော့ကိုရော့လည်းကိုရော့အဖေစီသွားတဲ့အခါပွဲမကြည့်ဘူးလားဗျဟာအဖေစီသွားမှာမဟုတ်ပါဘူးကျောင်းကပွဲမကြည့်ဖို့တားမြစ်ပေမဲ့ခိုးကြည့်တဲ့ကိုရင်တွေနဲ့အတူခိုးပြီးကြည့်နိုင်ပါတယ်တပည့်တော်ကပွဲဝါဒနာပါပါတယ်ဒါပေမဲ့သူတို့ရဲ့အကနဲ့အဆိုးကိုနားမလည်ပါဘူးသူတို့ခင်းတဲ့ဇာလန်းကိုသာမှတ်ထားပါခိုးကြည့်တဲ့အခါရောအဖေတို့နဲ့ကြည့်တဲ့အခါရောဇာလန်းမပြီးခင်တပည့်တော်ကမပြန်ညင်ဘူးသူတို့ပြန်တော့ပြန်ရလို့စိတ်မကြေမနပ်ပါဘူးကိုတော်ကပွဲပဲဝါဒနာပါတာလားအလောင်းစားကောဝါဒနာမပါဘူးလားဖေအလောင်းစားလဲတိတ်ဝါဒနာပါတာပဲကိုမီဖဲကျင်ဖဲဆိုတဲ့ဖဲလဲအပျော်တမ်းကစားတတ်ပါတယ်ကြွေလဲပြစ်တတ်ပါတယ်ပွဲသွားတဲ့အခါကစားမျိုးစုံလဲနည်းနည်းပါးပါတော့လောင်းလိုက်သေးတာပဲလှေပွဲတို့မြင်းပွဲတို့တွေ့တဲ့အခါလဲလောင်းသေးတာပဲရှုံးတာများပါတယ်ကိုတော့အကြောင်းသားရှိသေးတယ်ကစားတဲ့အတက်ကတော့တော်တော်စုံနေပြီဒါတောင်စာတက်အောင်သင်ပြီးရဟန်းဖြစ်လာတာတော့ချင်းမွန်းစရာပါပဲဖေတပည့်တော်မှာကလေးဘဝနဲ့ကစားမျိုးစုံမိမဲ့ဆရာသမားများကစာကိုလဲစုံအောင်သင်ပေးကြတာပဲပါဠိစီကုံးဤဂါထာစီကုံးဤကို73နှစ်သားကသင်ပေးပြီးမြောင်းမြဆရာတော်လောင်းစာချဘုန်းကြီးကစာရေးသားကောင်းအောင်လို့ကျောင်းသားဘဝနဲ့ပြုတ်ကြပြားလင်္ကာတေးတတ်တို့ကိုလည်းလေ့လာစေပါတယ်14နှစ်15နှစ်သားလောက်မှာအတော်အတန်တက်နေပါပြီတပည့်တော်စာတတ်တာကတတိုက်လုံးသိနေတာဖြစ်တော့နောက်ခါဂိုင်းရဲ့ဥက္ကဋ္ဌမဟာနာယကတပါးဖြစ်မဲ့အဲ့ဒီအချိန်ကတိုက်ကြဆရာတော်ကလည်းအများကျောင်းသားတွေကိုပို့ချပေးတဲ့စာအတွက်ညနေတိုင်းကျောင်းသားတွေစာဆိုဖို့လာရောက်တော့လဲတပည့်တော်တော့မလာနဲ့တော့တဲ့ဘယ်စာအုပ်ထဲမှာပါတယ်ကို့ဖာသာကိုကြက်ခဲ့လို့ပြောပါတယ်တပည့်တော်ကအားလုံးရဲ့အရင်ရနှင့်ပါတယ်ကိုတော်ကပညာဘက်မှာတော့ဉာဏ်ကောင်းတဲ့အပြင်ကံလည်းကောင်းတာနော်ပညာဘက်မှာသာကံကောင်းတာမဟုတ်သေးပါဘူးဇာရိတဘက်မှာလည်းကံကောင်းတယ်လို့ဆိုနိုင်ပါတယ်ငယ်တုန်းကလူကြီးလူကောင်းဖြစ်တဲ့ဘိုးရဲ့အဆုံးအမနဲ့ကြီးခဲ့ရပါတယ်ကျောင်းနေတော့လဲစာကိုအကြောင်းပြုပြီးဆရာသမားကြီးများကအရေးစိုက်ကြလို့ဇာရိတကောင်းရပါတယ်ဒါတဲ့ပို့ပြီးကမ္မထမ်းဆရာတော်ဖြစ်တဲ့ဇဂိုင်းမဟာဂန္ဓာယုံဆရာတော်ကိုဖူးတွေ့ရတာလဲကံကောင်းပါတယ်ဘယ်လိုဆက်သွယ်ပြီးဖူးတွေ့ရတာပါလဲဖေတပည့်တော်73နှစ်သားလောက်မှာမန္တလေးမှာပလိတ်ဖြစ်လို့ညောင်းမြဆရာတော်လောင်းစာချဘုန်းကြီးနဲ့တပည့်တော်ဆရာအပါဝင်ဥပဇင်းများစကိုင်းချမ်းအေးဆရာတော်ဖျားကိုမိကိုပြီးဓမ္မအောင်ကျောင်းမှာနေကြပါတယ်တတ်လွတ်စားဟင်းကိုစားကြရပါတယ်ချမ်းအေးဆရာတော်ကြီးနဲ့အခြားကမ္မထမ်းဆရာတော်ဖျားများကလည်းဂရုစိုက်တော်မူကြပါတယ်စာကိုတော့အားလုံးပဲတိုးတိုးကလေးဟန်ကြရပါတယ်နေ့လယ်မှာဆိုရင်တိရွက်ကျွေးတန်းငှက်တန်မှတပါဘာသာမှမကြားရပါဘူးစကိုင်းတောင်ကအခုလောက်လည်းမစီကားသေးပါဘူးတပည့်တော်လည်းကျောင်းသားငယ်ပေမဲ့အလွန်ပြောပါတယ်ကိုတော်လည်းတက်လွတ်စားဟင်းကိုစားနိုင်သလားဖေစားနိုင်ပါတယ်ချမ်းရည်ဆရာတော်ဖျားကြီးကပရိပတ်အကျင့်ဘက်မှာပါဝင်ပေမဲ့လို့ပရိယတ်ကိုအလွန်အားပေးတော်မူပါတယ်တပည့်တော်စာတော်တာကိုသိတော်မူလို့အထူးအရေးဆိုင်တော်မူပါတယ်ထမင်းစားပုံစားနည်းကိုသင်ပေးပါတယ်ပတ်တပိုင်စားသလိုဇလုံးကြီးထဲမှာဟင်းရောဆွန်ရောထည့်ပြီးထမင်းလုတ်ကိုဝင်နီးတော်အတိုင်းပြင်ပြီးစားရပါတယ်ထမင်းလုတ်ပြင်နီးကိုတပူစားရင်အနားကထိုင်ပြီးပြတော်မူပါတယ်အဲ့ဒီအခါတော့ကမဟာကန္နာယုံဆရာတော်ကြီးကဘယ်မှာသတင်းသုံးတော်မူပါသလဲဖေနည်းနည်းနာမည်ကြီးလာလို့လူတွေများလာတဲ့အခါကမ္မထမ်းအလုပ်ပြတ်တဲ့အတွက်ပတ်ဝန်းကျင်မှာထရံကြီးတွေကိုကာစေပြီးအခုမဟာဒုက္ခကြောင့်နေရာမှာလူတွေမခံပဲတရားသက်သက်ကျင့်နေတော်မူပါတယ်စွမ်းပို့တဲ့ပုဂ္ဂိုလ်တစ်ပါးသာဝင်ခွင့်ရှိပါတယ်အဲ့ဒီကိုကိုတော်ရောက်ဘူးသလားဖေတနေ့တော့စွန့်ဖို့သွားတဲ့အတိဒုက္ခဘုန်းတော်ကြီးကတပည့်တော်နဲ့တွေ့လို့လာဟိလိုက်မလားလို့ခေါ်ပါတယ်တပည့်တော်ကလိုက်သွားပါတယ်ကြောင်ထဲဝင်ကန်ပြီးတော့တောက်ခတ်ထားတဲ့တကားဖွင့်ပြီးအတွင်းဝင်ရပါတယ်အားလုံး
တိတ်ဆိတ်နေတာတောင်ခြေသာမကြားစေနဲ့လို့သတိပေးပါသေးတယ် ကျောင်းတွင်းရောက်တော့ဆရာတော်ကိုတွေ့ရသလားဖေ။ မတွေ့ရပါဘူးမနေ့ကစွန်ဖုံပေးပြီးဆေးထားတဲ့ဆွဲကြိုင်ကလေးကိုစွန်ဖုံပေးတဲ့နေရာအနီးမှတွေ့လို့အဲ့ဒီဆွဲကြိုင်ကိုယူပြီးဒီနေ့ယူလာတဲ့အကက်ခံပြီးဆွဲကြိုင်ကိုထားခဲ့ရပါတယ်တိတ်တိတ်ကလေးပြန်ထွက်ခဲ့ကြပြီးဝင်းတကားပေါက်အပြင်ရောက်တဲ့အခါတော့ခတ်မြဲခတ်ရပါတယ်ပြီးတော့မှတုံးကလေးကို3ချက်လောက်ခောက်ရပါတယ်ဆွဲကြိုင်ထားခဲ့ပြီးပါကြောင်းအထိတ်မှတ်ပေါ့ ဘလောက်ကြာလူအတွေ့မခံမဲအားထုတ်တော်မူတယ်လဲဖေ။ 3 နှစ်လောက်ကြာတယ်လို့ကြားဘူးတာပါပဲနောက်တော့မကြမ်းပါလို့အတင်းပင့်ရတယ်လို့ဆိုပါတယ်အဲ့ဆရာတော်ကတပည့်တော်ကိုယဟန်ဖြစ်ခံနီးမှာအထူးဂရုစိုက်တော်မူတဲ့ဥပ္ပဇေဆရာဖြစ်လာပါတယ်တပည့်တော်မှာအဲ့ဆရာတော်နဲ့ရင်းရင်းနှီးနှီးတွေ့ရတဲ့အတွက်သာသနာရေးကိစ္စမှာသဘာဝကြကြအစစ်အမှန်ကိုလိုက်နိုင်ပါတယ်ဖေ။အလွန်ကျေးဇူးတော်ကြီးမားလှပါတယ်တခြားဘယ်ဆရာတော်များကိုအထူးလေးစားပါတယ်လဲဖေ။ ပရိယဆရာတော်များကတော့နောင်လာမဲ့ဆရာတော်အများပါပဲပရိပတ်ဘက်ကတော့မဟာကန္နာယုံဆရာတော်ချမ်းအေးဆရာတော်အတိဒုက္ခဆရာတော်နဲ့ပရိယစာတင်တိုက်လည်းရှိပฏิပတ်လည်းကျင့်ဝိနည်းတိတ်ခါကိုလည်းအထူးလေးစားတော်မူတဲ့ငကင်းဆရာတော်ဘုရားကြီးများဖြစ်ပါတယ်အဲ့ဒီငကင်းဆရာတော်ကြီးများဟာမြောင်းမြဆရာတော်ရဲ့ဆရာသမားလည်းဖြစ်တော်မူကြပါတယ်တပည့်တော်ပခုတ်ကူစာချဖြစ်ပြီးမှစကိုင်းကြောင်မှာဖူးတွေ့ရပါတယ်စကားပြောတဲ့အခါတိမ်မွေ့တော်မူပုံကိုမပြောနဲ့တော့စကားတစ်လုံးတစ်လုံးကိုဝါကွန်းနဲ့ခံယူထားဖို့တောင်ကောင်းတော့တာပဲအဲ့ဒီဆရာတော်များကတပည့်တော်ကိုလည်းဂရုစိုက်တော်မူကြလို့တပည့်တော်မှာပရိယဆရာတော်များရဲ့ကျေးဇူးသာမကပရိပတ်ဆရာတော်များရဲ့ကျေးဇူးတွေကလည်းမကုန်နိုင်အောင်စပ်ဖို့ကြွေးတင်နေတယ်လို့ဖြစ်ပါတယ်ဖေ။ဒါကြောင့်သာသနာပြုရမှာပရိပတ်ကိုကျင့်မပါသောသာသနာကိုတပည့်တော်မပြုနိုင်ပါဘူးကိုရောငငယ်တုန်းကဝိသုဒ္ဓါယုံတက်ကဖုံးတော်ကြီးအများကလည်းဂရုစိုက်ကြတယ်ဆိုဖေ။ကိုရောကလည်းအဲ့ဒီငငယ်တုန်းကအင်ဒရေနဲ့သက်ခံနေရမှာပေါ့နော်ဒီလိုလဲဘယ်ဟုတ်ပါမလဲဝါဒနာဆိုတာအခက်သားပဲဖေ။ညနေ3 နာရီချိန်မှာမဟာဝိသုဒ္ဓါယုံဆရာတော်ကြီးကပါရာဇိကအထကထာပုတ်ချပါတယ်။ရောင်းမြဆရာတော်လောင်းစာချဘုန်းကြီးကစာဆိုပါတယ်။စာတော်တဲ့ဘုန်းကြီးဦးပဇင်းအများပဲစာလိုက်ကြပါတယ်။အဲ့ဒီအချိန်မှာကိုရင်တွေနဲ့တပည့်တော်ကတိမ်ကျောင်းတကားပိတ်ပြီးဘောကန်ကြတာပါပဲဘုန်းကြီးတွေကမသိဘူးလားဖေ။တရက်မက2ရက်မကဆိုတော့သိကြမှာပေါ့ဖေ။တခါတော့တိုက်ကြဖုံးတော်ကြီးလာပြီးဖမ်းတာပါပဲကိုရင်အများထွက်ပြေးကြပါတယ်တပည့်တော်ကတော့အဝေးမပြေးနိုင်တာနဲ့တိမ်ချောင်းဘေးနာကပ်နေပါတယ်ဖုံးတော်ကြီးကဟက်ကောင်လာခဲ့လို့ခေါ်တာနဲ့သွားရပါတယ်ဘောကန်တဲ့ကိုရင်တွေကိုအခေါ်ခိုင်းလို့ခေါ်ပေးရပါတယ်ကိုတော်တို့ကလုံးကိုလွန်ပါတယ်ဖေ။နှင်မထုတ်ဘူးလားဖေ။နှင်တော့မထုတ်ပါဘူးဒဏ်ပေးလို့အားလုံးဒဏ်ထမ်းရပါတယ်အဲ့နောက်တော့တပည့်တော်တို့ဘောပွဲလဲပြက်သွားပါတယ်ဘောလုံးကဘယ်ရရတဲ့ဖေ။ဘယ်ကမှမရပါဘူးသင်္ကန်းစုပ်တွေကိုလုံပြီးဘောလုံးလောက်ကြတာပေါ့ကိုတော်တို့ဘောလုံးကဝန်တာနုဘောလုံးပေါ့နော်တပည့်တော်တို့ခေတ်ကအများအပြားဝန်တာနုစိတ်ရှိကြပါတယ်ဒါပေမဲ့ဘောလုံးကိုတော့ဝန်တာနုစိတ်နဲ့လှုပ်တာမဟုတ်ပါဘူးဘသူမှတာဝန်ယူပြီးမဝယ်ကြလို့လွယ်တဲ့နီးနဲ့သင်္ကန်းစုပ်လောက်ကြပါတယ်ဒီအချိန်မှာကိုတော်အသက်14နှစ်ပြည့်ပြီလားဖေ14နှစ်ပြည့်လူပါပြီအဲ့ဒီနှစ်မှာအစိုးရစာမေးပွဲမဝင်ရလို့အရက်ကခေါ်လာတဲ့ဦးပဇင်းနဲ့အတူအောက်ပြည်ကိုသွားပါတယ်ဘာကိစ္စနဲ့တော့ကိစ္စကတော့အထူးမရှိပါဘူးအဲ့ဒီချိန်ကတပည့်တော်ဦးလေးကရန်ကုန်ဗိုလ်တထောင်တိုက်တရိုင်သားဖြစ်တဲ့ဆရာတော်ဦးတိန်နာစီမှာနေပါတယ်ဦးလေးကြီးရဲ့အဖတကာကြီးဆုံးလို့ဗိုလ်တထောင်ဆရာတော်နဲ့ဦးလေးကြီးတို့ကြွလာကြပြီးဘိုးလေးရဲ့အလောင်းကိုမီးတင်းကြိုကြပါတယ်အဲ့ဒီဆရာတော်ဦးတိန်နာအပြန်မှာလိုက်သွားကြတာပါပဲရန်ကုန်နေမဲလားဖေရန်ကုန်နေမကပါဘူးမြောင်းမြနယ်သူတနုရွာမှာဆရာဦးပဇင်းရဲ့ယဟန်တကာယဟန်အမများရှိပါတယ်အဲ့ဒီမြောင်းမြနယ်ရောက်အောင်သွားကြပါတယ်တပေါင်းတကူဆိုတော့တပည့်တော်အသက်လဲ15နှစ်တည်းရောက်လာပါပြီကိုရောဆရာဦးပဇင်းကယဟန်တကာ2ဦးလားဖေစကိုင်းနယ်ဝန်တော်မှာလဲယဟန်တကာယဟန်အမရှိတယ်ဆိုဟုတ်ပါတယ်ယဟန်တကာ2ဦးရှိပါတယ်မြောင်းမြနယ်လဲပျောက်ရွာဆရာတော်ကြီးကတရိုင်သားဖြစ်လို့
အဲ့ဒီဆရာတော်ကြီးကိုအကြောင်းပြုပြီးယဟန်တကာတယောက်ရှိဟန်တူပါတယ်အဲ့ဒီအချိန်တုန်းကလည်းပျောက်ရွာဆရာတော်ကြီးကိုအကြောင်းပြုပြီးတရားနဲ့ဆက်တဲ့ဘုန်းတော်ကြီးတွေမြောင်းမြနယ်မှာတော်တော်များများရှိကြပါတယ်နောက်တော့လူထွက်ကြတာများပါတယ်တပည့်တော်ဆရာဦးစင်းလည်းသူတနုမှာကြောင်းထိုင်ပြီးနောက်တော့လူလဲတယ်လို့ကြားရပါတယ်အဲ့ဒီအခါကိုရောအသက်က15နှစ်ထဲရောက်နေလို့ကျောင်းသားကြီးဖြစ်မနေဘူးလားဗျာတိတ်ကြီးပုံတော့မရသေးပါဘူးတပည့်တော်ကမန္တလေးမှာအနေကြတော့မြို့ရည်ဝပြီးမြို့သားလိုဖြစ်နေပါတယ်အဲ့ဒီအောက်ပြည်ခင်းမှာဘယ်မြို့ဘယ်ရွာဟာပြောစရာကောင်းတော့ဗျာဘယ်မြို့ဘယ်ရွာမှပြင်းစရာမကောင်းပါဘူးຫນွေခါဆိုတော့အညာဒေသတဲ့အားလုံးသားတယ်လို့ဆိုရမှာပဲသူတနုမှာနည်းနည်းတော့ပြင်းစရာကောင်းပါတယ်ဒါပေမဲ့တပည့်တော်အတွက်တော့ကာလာသားလေးတွေနဲ့ကက်ဆွဲရလို့ဖဲဘဟုတုတတမျိုးတိုးလာပါတယ်ကိုရောကဘုန်းကြီးကျောင်းသားပဲကိုရောကိုကာလာသားတွေကအဖက်လုပ်သလားဗျာတပည့်တော်ကစာတော်တဲ့ကျောင်းသားဖြစ်လို့စိတ်ကမငယ်ပါဘူးသူတို့ကလည်းအထင်မသေးပါဘူးအရေးစိုက်ကြပါတယ်ကျောင်းတကာကြီးရဲ့သားမောင်ချစ်မောင်နှင့်ဆိုတာအဲ့ဒီရွာမှာတာမကအဲ့ဒီနယ်မှာနာမည်ကြီးကြပါတယ်ပြီးတော့ဘယ်ကရောက်သွားသေးလဲဗျာပတ်ဝန်းကျင်ရွာကလေးတွေနဲ့ခတ်ဝေးဝေးရွာတွေလက်ပုတ္တာမြို့ထီအောင်ရောက်ပါတယ်ဘယ်ရွာကအပြောစရာအကောင်းဆုံးလဲဗျာအတော်ကြာကြာနေရတဲ့တူးမြောင်းဆိုတာအပျော်ဆုံးပါအဲ့ဒီရွာမှာအဲ့ဒီအချိန်ကတရားသားဖုံးတော်ကြီးတစ်ပါးသတင်းသုံးပါတယ်သူတော်ကောင်းမှလူလည်းမထွက်ပါဘူးဘာဖြစ်လို့အဲ့ဒီရွာမှာပြောတာတော့နေရတာကလည်းကြာပါတယ်စားရတာလည်းကောင်းပါတယ်ကျောင်းတကာကျောင်းအမကြီးတို့မိသားစုကလည်းတိတ်ဂရုစိုက်ပါတယ်တမျိုးလုံးကလည်းဂရုစိုက်ပါတယ်အဲ့ဒီရွာမှာသူတို့ကအမျိုးကြီးပြီးပစ္စည်းအရှိဆုံးဖြစ်ပါတယ်ဥဒုရေမြေလည်းအညာတဲ့သားပါတယ်ဒါကြောင့်ပြောတာပေါ့ထမင်းဘယ်မှာစားတော့ဗျာမနက်ပိုင်းတော့ကျောင်းမှာစားပါတယ်ညနေပိုင်းတော့ကျောင်းတကာကျောင်းအမကြီးတို့အိမ်မှာစားပါတယ်ကျောင်းစားတဲ့အခါရှေ့ကမြေစလုံးကြီးထဲမှာထမင်းထက်ငါးဟင်းနဲ့နယ်ပြီးမြင်ငပိရည်နဲနဲထက်တရက်ကင်းကလေးများကိုအတုတ်လုပ်ပြီးတယောက်တည်းလက်ဖက်ရည်နဲ့တောက်စားရတာအလွန်မိန်တာပဲညနေစားတော့ရောညနေကျတော့တပည့်တော်ရဲ့အဲ့ဒီအိမ်ကသားငယ်ကျောင်းသားနဲ့သမီးရဲ့3ယောက်အတူစားလိရှိပါတယ်တပည့်တော်တို့3ယောက်ရဲ့အရွယ်ကလည်းမောင်နှမ3ယောက်လိုဖြစ်တော့အမကြီးတွေကလည်းသဘောကျကျောင်းအမကြီးကလည်းသဘောကျပါတယ်ဥပုံနေကြတော့အမကြီးတွေကတပည့်တော်ကိုတန်းရှာပေးခေါင်းဖိပေးကြပါတယ်အနီးပါအိမ်တွေကလည်းသူတို့မောင်လေးကိုတန်းရှာပေးနေသလားလို့လာကြည့်ကြပါတယ်အဲ့ဒီအိမ်ကတော့ကိုယ့်အိမ်လိုပါပဲအောက်ထပ်အထက်ထပ်သွားနေတာပါပဲညနေစာတော့တပည့်တော်တို့3ယောက်ကနေ့စဉ်လူကြီးများမစားခင်အရင်စားကြပါတယ်ဆိုတော့ကိုတော့အတွက်ပျော်စရာပဲပေါ့ပြန်ခဲ့ရတော့မလွမ်းဘူးလားဖေ။လွမ်းစရာတော့အလွန်ကောင်းတာပဲဖေ။လွမ်းမလွမ်းတော့မမှတ်မိပါဘူး။မပြန်ခင်တရက်ညနေမှာ3ယောက်အတူထမင်းစားကြတော့မောင်ငယ်ကနက်ဖန်ခမည်းပြန်တော့မှလားတဲ့။ပြန်တော့မှလို့ပြောတော့အမလေးကအဟုတ်လားတဲ့အဟုတ်ပါလို့ပြောတော့ဖျားစုတဲ့ဒီတော့နည်းနည်းရှက်ပြီးအဟုတ်ပါလို့ထပ်ပြောလိုက်ရပါတယ်။တပည့်တော်လည်းစိတ်မကောင်းပါဘူး။သူလည်းစိတ်ကောင်းဟန်မတူပါဘူး။အဲ့ဒီအမလေးဟာအဲ့ဒီတရွာလုံးရဲ့ညနေဖုံးပါအဲ့ဒီအချိန်ကဘရုံမာပိတ်ပန်းအင်ကြီးကိုဝတ်သူမများသေးပါဘူးသူတို့ညီအမများလောက်သာဝတ်ကြပါသေးတယ်အဲ့ဒီဘရုံမာပိတ်ပန်းဟာအသားဖြူသူတို့နဲ့အလွန်လိုက်ပါတယ်လူချင်းမခွဲခြင်းပဲမဲ့ကံကခွဲတော့ခွဲရတာပဲနော်တပည့်တော်ကတော့ဒီအချိန်မှာဘာသာရေးတရားတွေအများကြီးနားလည်နေပါပြီသူခမရတော့တပည့်တော်ပြန်တဲ့အခါငိုရှာပါတယ်သူ့အတွက်အိမ်အောင်ကောင်းကောင်းမြန်မြန်ရပါစေလို့ဆုတောင်းပါတယ်နှစ်မကြာမီပဲတခြားမျိုးကဒဏရှင်တယောက်နဲ့အိမ်အောင်ကြတယ်လို့သိရပါတယ်ကိုတော့ဆုတောင်းပြည့်ရဲ့လားပြည့်ပုံရပါတယ်တပည့်တော်တို့နောက်ထပ်အဆက်အသွယ်မရှိပေမဲ့တပည့်တော်စာမွေးဝဲတွေပြီးလို့သခိုင်းဇေတဝန်ကျောင်းမှာခဏနေတော့ဒကမာကြီးတယောက်နဲ့စကားဆက်မိလို့သူ့ရဲ့နာမည်ပါလာတာနဲ့ဆက်ပြီးမေးတဲ့အခါတပည့်တော်နဲ့ထမင်းအတူစားဘက်ဖြစ်တဲ့အမျိုးသမီးဖြစ်ကြောင်းသိရပါတယ်သူတို့မှာမော်တော်ဘိုင်လည်းရှိပါတယ်ကျောင်းဆောက်ပြီးလည်းရှိတယ်လို့သိရပါတယ်သာဓုကိုရောစိတ်ကဘုန်းကြီးလုပ်ဖို့အမြဲပဲလားတပည့်တော်ရဲ့ကောင်းတဲ့ဉာဏ်
တတ်တဲ့ပညာတွေဟာဘုန်းကြီးဘဝနဲ့ပါရမီဖြည့်ဖို့အခြေခံဖြစ်ပါတယ်လူဘဝမှာဆိုရင်ဒါလောက်အသုံးဝင်မှာမဟုတ်ပါဘူးငယ်ငယ်ကလည်းဥပုံဆောက်ရေလှူပန်းလှူလုပ်နေတာပဲဆော့တဲ့ဝါဒနာမှတပါအားလုံးဝါဒနာတွေဟာအကောင်းကြီးပါပဲတယိုင်ရွာနေတုန်းကစပြီးဝိသုဒ္ဓါယုံတိုက်မှနေတဲ့အထိပညာဘက်ကတပည့်တော်ကိုဘယ်သူမှမပြိုင်ကြပါဘူးအားလုံးကအသာပေးထားကြပါတယ်တပည့်တော်မမွေးခင်မိခင်အိမ်မက်ကလည်းဘုန်းကြီးဘွားနဲ့အလုပ်လုပ်ဖို့လမ်းညွှန်တယ်လို့ဖြစ်နေပါတယ်ဒါကြောင့်တပည့်တော်ကိုခင်မင်တဲ့အမျိုးသမီးတွေကိုသူတော်ကောင်းဖြစ်ရင်ဖြစ်မဖြစ်ရင်လည်းအိမ်အောင်ကောင်းကောင်းရကြပါစေလို့သာဆုတောင်းပါတယ်အဲ့ဒီရွာရှိတော့ဘယ်ရောက်သေးတော့လက်ဗုဒ္ဓရောက်ပါတယ်အဲ့ဒီအချိန်မှာလက်ဗုဒ္ဓလေးဓာတ်ကျောင်းကြီးမှာသတင်းသုံးတဲ့ဆရာတော်ကြီးကမန္တလေးမြို့အရှိဝိသုဒ္ဓါယုံတိုက်မိုးကောင်းကျောင်းဖုံးတော်ကြီးဖြစ်ခဲ့ဘူးပါတယ်မိုးကောင်းကျောင်းကျောင်းတကာဒကမာကြီးများရဲ့ယဟန်လည်းဖြစ်ပါတယ်လက်ဗုဒ္ဓကတစ်နှစ်တစ်ခေါက်ပြန်လာပြီးအနောက်ဝိသုဒ္ဓါယုံမှာဆွမ်းကြွေးလိရှိပါတယ်အဲ့ဒီအခါတပည့်တော်နေတဲ့ဇီးပင်ကျောင်းမှာတပည့်တော်ကိုမိုးကောင်းကျောင်းတကာကြီးတိုက်ခေါ်သွားလိရှိပါတယ်စွမ်းယူလည်းခိုင်းပါတယ်ဆွဲကြိုက်နဲ့သွားယူပါတယ်အပြန်တော့ဓာတ်ရထားစီးပြီးပြန်လိရှိပါတယ်ဒါကြောင့်လက်ဗုဒ္ဓဆရာတော်ကြီးနဲ့အလွန်ရင်းနှီးပြီးဆရာတော်ကြီးကလည်းအလွန်ဂရုစိုက်ပါတယ်လက်ဗုဒ္ဓရောက်တော့လဲတမျိုးပြောပါတယ်စားစရာတွေအလွန်ပေါ်ပါတယ်လိပ်သားမြောက်သားမိချောင်းသားဆိုတာကိုအဲ့ဒီကြမှစားဥပါတယ်ပြန်ကန်ဤရက်ကဥပုပ်နေဖြစ်လို့ဥပုပ်ဆောက်လာကြပါတယ်တပည့်တော်ကကျောင်းသားတွေနဲ့ကစားနေတော့ဆရာတော်ကြီးကဟိုကလေးကိုအထင်မသေးကြနဲ့အလွန်အစိတ်ပြင်းနဲ့စာသိပ်တော်တာပဲလို့ပြောပါတယ်ဒီတော့ဥပုပ်တဲ့တွေကခေါ်ပြီးစာမေးကြပါတယ်ဖြစ်နိုင်ရဲ့လားဖေလူတွေရဲ့တင်းကြိုအတိလောက်တော့ဘာဂယူဆိုင်လိုက်မှာတော့စာမေးပြီးတော့ပြန်ကန်ဤဖြစ်နေကွယ်ထမင်းကျွေးကျင်စမ်းသေးလို့တကားတယောက်ကပြောပါတယ်အဲ့ဒီတကားတွေထဲမှာတကားတာတီးဆိုတဲ့တကားကလေးကတော့အခုထိရှိပါသေးတယ်အသက်80ကျော်နေပါပြီလက်ဗုဒ္ဓလေးဓာတ်ကျောင်းအခုဖုံးတော်ကြီးကတပည့်တော်နဲ့ယဉ်နှီးတဲ့သတင်းသုံးပေါ်ဖြစ်ပါတယ်မြောင်းမြဆရာတော်ရဲ့တပည့်ကြီးတစ်ပါးလည်းဖြစ်ပါတယ်ဒါကြောင့်လက်ဗုဒ္ဓနဲ့တော့အခုလည်းအဆက်ရှိနေပါသေးတယ်အောက်ကပြန်ရောက်တော့ဘယ်မှာနေတော့ဖေဝိသုဒ္ဓါယုံတိုက်မှာပဲနေပါတယ်စာတော့မြောင်းမြဆရာတော်လောင်းစာချဘုန်းကြီးထံမှာလိုက်လဲလိုက်ဆိုလဲဆိုပါတယ်ဓမ္မပဒကိုဆက်ပြီးဆိုတယ်လို့ထင်ပါတယ်ကိုတော့ကိုရွာကခေါ်လာတဲ့ဆရာနဲ့တော့ဘယ်လိုကွဲကြတာတော့တပည့်တော်ဖျားလို့ရွာကမိဘများလာကြပါတယ်အဲ့ဒီဖျားတဲ့အခါတုန်းကပေါ့တပည့်တော်ကဒီအဖျားနဲ့သေသွားတာကောင်းတယ်လို့စဉ်းစားမိတာအဲ့လိုစဉ်းစားရတာကဘာဖြစ်လို့တော့ဖေလာပြီနေများမှာတကြတိဟဖျားတဲ့ကပြစ်တောင်းထမ်းပြီးပြန်ရတာရှက်တဲ့အကြောင်းရှောက်ခဲ့ဘူးတယ်မဟုတ်လားဒါကြောင့်နောက်ဘဝမှာဒီလိုအောက်ကျတဲ့အဖြစ်မျိုးမဖြစ်နိုင်ဘူးလို့ယူဆပြီးသေသွားရင်ကောင်းတယ်လို့စဉ်းစားမိတာပေါ့ဖေကိုတော်ကတော့အဖျားပြောက်ဖို့တဲ့သေဖို့ကိုတောင်းတာတော့စိတ်တမျိုးလို့ဆိုရမှာပေါ့ဗျာအဖျားပြောက်တော့ဘာဖြစ်တော့ဗျာအဖျားပြောက်တော့အမေဖေများကနေ့လေယထာအမိပြန်သွားရမှာမို့ပြန်ကန်ဤမှာတရိုင်ကခေါ်လာတဲ့ဥပဇင်းအိတ်နေလို့ဝတ်မချပဲပြန်ကြတယ်ကိုတော်ကနိုးလာလို့သူ့ကိုဝတ်မချပဲပြန်ကြတဲ့မိဘကိုအကြောင်းပြုပြီးနင်လဲလိုက်သွားလို့နင်တော့တာပဲကိုတော်မိဘများကလည်းလွန်တာပဲတားရဲ့ဆရာကိုဝတ်မချပဲပြန်သွားတာကိုတပည့်တော်ကိုအဲ့ဒီဥပဇင်းကစာတတ်အောင်သင်မပေးနိုင်ဘူးဆိုတာအဖေကသိပါတယ်မိဘချင်းရင်းနှီးလို့သာထားတာအဲ့ဒီဥပဇင်းကိုငကိုကလေးကတိတ်အရေးမဆိုင်လှဘူးဒါကိုတော့အဖေကလွဲတာပဲဘာပြောပြောသူကစောင်းရှောင်နေတာသူ့ကိုအရေးဆိုင်ရမှာပေါ့ကိုတော့ကိုအဲ့ဒီဥပဇင်းကနှင်တော့ကိုတော့ကဘာပြန်ပြီးရှောက်တော့ဘာမှမလျှောက်ဘူးအဖေများစီမှီအောင်လိုက်သွားတာပဲရှမ်းစုဘူရာရောက်တော့အဖေကလည်းအကြောင်းသိတဲ့အခါတပည့်တော်ကိုရွာရောက်အောင်ခေါ်သွားတာပဲပြန်လည်းမတောင်းမှန်ဘူးကိုတော့မိဘများကသာသနာတော်နဲ့ဘုန်းကြီးများရဲ့သဘောကိုနားမလဲတာလားမာနကြီးတာလားနှမျိုးစလုံးဖြစ်เสียရှိပါတယ်နောက်တော့ဘာဖြစ်သေးတော့ဖေတပည့်တော်ကိုစာချနေတဲ့မြောင်းမြဆရာတော်လောင်းဘုန်းကြီးကတပည့်တော်ရဲ့တန်မိုးကိုသိလို့လိုက်ခေါ်ပါတယ်ဒီတော့တကာကြီးကလွယ်လွယ်နဲ့ပဲထက်လိုက်တာပါပဲငကိုကလည်းတကာကြီးကမန္တလေးရောက်တိုင်းအဲ့ဒီစာချဘုန်းကြီးစီမှာအဝင်များပါတယ်နောက်တော့ဘာဖြစ်သေးလဲဖေ
ဘာမှပြဿနာအထူးမဖြစ်ပါဘူးတပည့်တော်လည်းစာတက်မြဲတက်နေတာပါပဲမူရင်းဆရာလုပ်တဲ့ဦးပစင်းကအခေါ်အပြောသိမ့်မလုပ်ပါဘူးနောက်ຫນွေအခါမှာမန္တလေးမှာကြောက်ယောဂထင်ပါတယ်ယောဂဖြစ်လို့ပြန်ခဲ့ပါတယ်အဲ့ဒီခါမှာအဖေကဝက်လက်ခဏနေပြီးစပားအယောင်းဝယ်လုပ်ပါတယ်အဲ့ဒီဝက်လက်မှာတပည့်တော်တို့မောင်နှမ၄ယောက်လုံးဝက်သက်ပေါက်ကြပါတယ်ဆရာအထူးမခေါ်ပါဘူးတောထုံးစံအတိုင်းစေးမိတို့နဲ့ပြီးတာပါပဲဒါပေမဲ့တပည့်တော်ရဲ့ညာဘက်မျက်လုံးထဲမှာဝက်သက်ပေါက်လို့မျက်စိကွယ်မဲ့ထင်ပြီးအတော်ပဲစိတ်ဆင်းရဲခဲ့ရပါသေးတယ်မကမ်းဘူးလားဖေတငယ်အိမ်ပေါ်မှာပေါက်တာမဟုတ်လို့တိမ်နေနေဖြစ်ပြီးပျောက်သွားပါတယ်ဒါပေမဲ့မျက်စိအားတော့နဲသေးတယ်လို့ထင်တာနဲ့အိမ်မှာအလွယ်ရှိနေတဲ့ရွှေကိုင်းမျက်မှန်တော့တတ်ပါသေးတယ်ပါဝါရှိတာမဟုတ်တော့အကျိုးမရှိပါဘူးကိုတော်အဲ့ဒီအရွယ်မှာ15နှစ်ထဲရောက်နေပြီနော်ဝက်လက်ကမျိုးလေးလို့ဖြစ်တော့မပြောဘူးလားဖေမပြောအားပါဘူးအဲ့ဒီတုန်းကအစိုးရစာမှုပွဲဝင်ဖို့လက်မှတ်ထိုးပြီးဖြစ်လို့ဝက်သက်ပြောက်ရင်ပဲအဲ့ဒီချိန်ကပြတ်ထန်းထားတဲ့မဟာဇနကဇတ်အထကထာကိုကိုယ့်ဖာသာကြည့်နေပါတယ်အဲ့ဒီလိုကြည့်နေတာကိုအမျိုးသမီးကြီးတယောက်ကအင်္ဂလိပ်စာကြည့်တယ်ထင်လို့လားမပြောတတ်ဘူးအတော်ကတော့ဒီသားကြည့်ရင်သိမျက်နှာကြီးမှာပဲတဲ့အဲ့ဒီတော့ကိုတော့အဖေဟာစပားတွေဝယ်ပြီးဘယ်ပို့တော့ဖေအဲ့ဒီအချိန်ကဝက်လက်မှာစပားကုံတဲ့ပွဲစားတွေတော်တော်များများရှိပါတယ်အားလုံးပဲမီးထားနဲ့မန္တလေးပို့ကြပါတယ်မန္တလေးကစက်ပိုင်ပွဲစားတွေကပေါက်ဈေးအတိုင်းရောင်းပေးပြီးပွဲကယူပါတယ်တခါဝက်လက်ကကုံတဲ့တွေကိုယ်တိုင်လိုက်ပြီးရောင်းကြပါတယ်လူကိုယ်တိုင်မလက်ဖဲနဲ့စက်ပိုင်ပွဲစားတွေကရောင်းပေးတာကိုကျေနပ်ကြသလားဖေအများအားဖြင့်ကျေနပ်ကြပါတယ်ဒါပေမဲ့တခါတုန်းကပွဲစားတယောက်စီကရှင်းတန်းနဲ့စက်ပိုင်တယောက်စီကရှင်းတန်းကိုတိုက်ဆိုင်ကြည့်တဲ့အခါပွဲစားစီကရောင်းဈေးမြင့်ပြီးရှင်းတန်းကြတော့အရှုံးထွက်နေတာနဲ့သေးသေးချာချာစစ်တဲ့အခါပွဲစားလိန်တာသိလို့တရားစွဲမယ်လို့လုပ်ကြပါတယ်ပွဲစားကလည်းကြောက်ပြီးဝက်လက်ရောက်လာပါတယ်ဝက်လက်ကပွဲစားတွေကသူ့ကိုအေးမဆိုင်ကြပါဘူးအခြားအိမ်မှာညအိပ်ပြီးတပည့်တော်ရဲ့အဖေလည်းမရှိကြိုက်မှာအိမ်ရောက်လာတော့တပည့်တော်လည်းတနာတာနဲ့အေးတယူပြုစုပါတယ်နောက်တော့လဲကြည်အေးလို့တရားမဆွဲပြစ်ပါဘူးအဲ့ဒီအခါတုန်းကပေါ့ဗျာမိသားကြီးကနမိတ်ဖတ်တယ်လို့ရည်စရာပြောကြပါတယ်ဘလို့လဲကိုတော့ပောက်ကံဘက်ကဝက်လက်ဘူတာကိုမိသားကြီးဝင်လာတဲ့အခါကြောက်ကြက်မြည်တဲ့မိသားတန်ကြီးကို65ကျပ်လို့ဟော်ပြီးဝင်လာတယ်လို့ကြားကြတဲ့ဝက်လက်ကထွက်ခံပြီးဂျုံလို့မြည်တဲ့အတန်ကြီးကိုတော့ရှုံလို့နားထဲမှာကြားကြရတဲ့အဲ့ဒီခါတုန်းကစပား100ကို65ကျပ်ကျော်80လောက်ရောင်းရမှမရှုံးမဲ့အမြတ်ရမှာကိုဝက်လက်ကတဆင်ဘယ်သွားရတော့ဖေမြောင်းမြဆရာတော်လောင်းဖြစ်တဲ့ဆရာကတက်ကြတီဟအောင်မြင်ပြီးမှရွှေဘုံမြို့မိထီလာတိုက်မှာပဋ္ဌာန်းဆိုဖို့ခဏရောက်နေပါတယ်ဒါကြောင့်အဖေကရွှေဘိုပို့ပါတယ်ပြောစရာကောင်းရလားဖေမကောင်းပါဘူးအချိန်ကလည်းຫນွေခါဖြစ်ပါတယ်မိထီလာတိုက်နေရမယ့်ကျောင်းကြီးကလည်းရှေ့အုပ်လှေကားပြက်ကြီးနဲ့ကြည့်လို့မကောင်းပါဘူးဖေကျောင်းဖြစ်ပေမဲ့မညီမညွတ်ခင်းထားတဲ့ဝါးချမ်းတွေပါအမိုးကလည်းတက်ကဲမိုးထားပါတယ်အဲ့ဒီကျောင်းကြီးနဲ့တွဲထားတဲ့နှခမ်းကျောင်းကလေးမှနေကြရပါတယ်တန်ခါလည်းတော်များပါတယ်အဲ့ဒီချိန်ကတိုက်တန်ခါ80ကျော်80လောက်ရှိမယ်ထင်ပါတယ်ရွှေဘိုမြို့ပေါ်မှာတန်ခါအများဆုံးဖြစ်ပါတယ်ဆရာတော်ကြီးကကြီးညိုစရာကောင်းပါတယ်ဒါပေမဲ့ကျောင်းတွေကတော့နယ်လဲနယ်ကောင်းလည်းမကောင်းပါဘူးပြင်းတော့ဘယ်လိုကြံသေးတယ်လဲဖေပြင်းပေမဲ့ဘလို့မှမကြံပါဘူးတပည့်တော်ရဲ့ပင်ကိုယ်စိတ်ကလူကြီးထားတဲ့နေရာမှာပျော်ပြင်းနေဖို့တာဝန်ရှိတာပဲလို့အမြဲယူဆပါတယ်နောက်လည်းပြင်းတာပဲလားဖေနောက်တော့မပြင်းုံနဲ့မကပါဘူးအလွန်ပျော်တဲ့နေရာဖြစ်သွားပါတယ်ဘာကြောင့်တော့ဖေစာတော်တဲ့အတွက်ဆရာတော်ကြီးကလည်းယူဆိုင်ပါတယ်အတူနေတန်ခါများကလည်းအရေးပါကြပါတယ်တတိုက်လုံးကလည်းဂယုဆိုင်ကြပါတယ်နောင်ခါကမလူမှာဆရာတော်ဖြစ်ပြီးပြန်တော်မူသွားတဲ့ဟူပညာတိဟဟူဇဝနာတို့နဲ့အခုမௌတ္တမမှာသတင်းသုံးတဲ့ဟူအာစိန်နာတို့ဆိုတာတပည့်တော်ကိုဟင်းကောင်းပေးလေရှိပါတယ်မௌတ္တမဆရာတော်ကိုတန်ခါယရနာတင်မှာတွေ့စဉ်ကစကားလက်ဆုံးမကြလိုက်ရတဲ့အတွက်အခုအထိဝမ်းနေမိပါတယ်အခုကြော့ပါတယ်ဖေဟာအခုရှိမရှိမသိရသော
စာတက်ဖက်ဥမာရိဏဥဝိသုဒ္ဓတို့ကိုလည်းကြော့ပါတယ်ဖေဟာရွှေဘိုဆရာတော်ဥကေတရကတော့မြောင်းမြဆရာတော်ရဲ့တပည့်ကြီးဖြစ်လို့တပည့်တော်နဲ့ပခုတ်ကူမှာစာသင်အတူသွားတဲ့သတင်းသုံးပေါ်အရင်ဖြစ်ပါတယ်ဆရာတော်ကြီးရဲ့ကိုစားစွမ်းငံကြွတဲ့ဥဇဝနအခုလာရှိုးမြို့မှာသာသနာပြုနေတဲ့ဆရာတော်နဲ့အတူတပည့်တော်ကဗျက်ဆိုင်ထမ်းပြီးစွမ်းငံလိုက်ရပါတယ်အဲ့ဒီဆရာတော်ကိုလည်းအမှတ်တရကြော့ပါတယ်ဖေဟာစကိုင်းလေးကျွန်းတာယာကျောင်းမှာပြန်တော်မူသွားတဲ့ဆရာတော်ဦးဇောတကိုလည်းကြော့ပါတယ်ဖေဟာစာချဆရာတော်ဥတုဒသနရွှေပေါက်ပင်ဆရာတော်ကြီးဦးဇရာတို့ကတော့မြောင်းမြဆရာတော်ရဲ့သတင်းသုံးပေါ်များဖြစ်ကြပါတယ်ထိုဆရာတော်ကြီးများကိုလည်းကြော့ပါတယ်ဖေဟာကိုတော်ကရွှေဘုံမှာပြင်းတော့ကပြင်းပြီးပျော်တော့လဲတိတ်ပျော်တာပဲလားမှန်ပါတယ်ဖေဟာအဲ့ဒီပျော်စရာတွေဟာဝါတွင်းမှာဖြစ်ပါတယ်ရွှေဘိုရောက်ပြီးတိတ်မကြပဲမန္တလေးကိုစာမွေးပွဲဝင်ဖို့လာရပါတယ်အဲ့ဒီချိန်မှာအစိုးရစာမွေးပွဲလုပ်ရဌာနကမန္တလေးနဲ့ရန်ကုန်နှစ်ဌာနသာရှိပါတယ်မန္တလေးရောက်တော့ဘယ်မှာတဲရတော့ဖေဟာအဖေတဲလေးရှိတဲ့အိမ်တော်ရာသင်္ကန်းတန်းကဥလူသစ်အိမ်မှာတဲပါတယ်စာမေးပွဲဖြေနေမဖြေနိုင်ကိုစစ်ဆေးမဲ့လူမရှိဘူးပေါ့စစ်ဆေးမဲ့သူမရှိပါဘူးမနေ့စာစားပြီးတော့အဲ့ဒီအချိန်ကရှိတဲ့ဓာယထာကိုဈေးကြိုအလဲပေါက်ကစီးပြီးအဲ့ဒီတုန်းကစာမိုးဝဲလုပ်တဲ့မဟာမြတ်မုနိဖျားကြီးကိုသွားပါတယ်စားတဲ့အခါမုန့်တီဝယ်စားပါတယ်အများစားတဲ့စွန့်ကြွေးတော့သွားမစားပါဘူးစာဖြေပြီးပြန်လာပါတယ်တဲအိမ်ရောက်တော့ဗတ်နဲ့လည်းကိုထေးလို့မေးတော့ဖြေနိုင်ပါတယ်ဗျာလို့ပြောပြီးလွိုက်ကလေးချအများအားဖြင့်အဲ့ဒီအိမ်ရဲ့နောက်ဖေးကမိမတစုနဲ့ကျင်ပြစ်တဲ့နေရာဝင်ပြီးတပည့်တော်လဲကျင်ပြစ်တာပါပဲကျင်ပြစ်တယ်ဆိုတာအဲ့ခက်ကဖဲရိုက်ခြင်းတစ်မျိုးပဲဖေဟာကိုတော်ကဖဲဆိုရင်ဝါသနာပါတာပဲလားနောက်ရဲ့အတွက်စာမကြည့်ဘူးလားဖေဟာခဏလောက်ကြည့်ရင်ကျင်ဖဲရိုက်နီးနားလဲတာပေါ့ဖေဟာစာမှုပွဲမဝင်ပဲတစ်နှစ်တောင်နားနေရလို့ပထမငယ်လောက်တော့အရေးမကြီးပါဘူးအောင်လဲအောင်တာပါပဲကိုတော်ကပျော်ပျော်နေရင်စာမေးပွဲဝင်လဲအောင်ဆိုတော့ကိုတော်အတွက်စာတွေဟာပျော်စရာဖြစ်နေတာပေါ့နော်အဲ့ဒီအချိန်မှာကိုတော့အသက်ဟာ16နှစ်ထဲဝင်လာပြီဖြစ်လို့တခန့်ရကြအောင်ဆို10နှစ်မှ15နှစ်အတွင်းကိုတော့ကပျော်ပျော်နေလို့သာပျော်စရာဖြစ်နေတာပဲဝင်နေစရာမူလဆရာရဲ့အနှံခံရတဲ့တိုင်အောင်ရှိသေးတာပဲကိုတော့ကတော့နှင်တာလည်းမဖြုံဘူးပေါ့နော်တပည့်တော်ကံကတမျိုးထင်တယ်ဖေဟာတပည့်တော်ရဲ့တိုးတက်ဖို့ကိစ္စကြုံတိုင်းအနှိမ်ခံရအဖြက်ခံရဆင်းရဲရတာတွေကိုနောက်လဲတွေ့ပါလေဦးမယ်ဒီလိုလောကဓာတ်မျိုးကိုတော့ရှေးရှေးဘဝတွေကကျင့်သားရခဲ့သလားမသိပါဘူးအရေးကိုမကြည့်တော့ပါဘူးကဲနောက်ဆက်စရာတွေအတွက်တခန့်ရကြအောင်ဆိုရဲ့လူဟုဆိုလျင်လူလိုပင်သာလူတွင်တွေ့ရိုးကြောင်းအကျိုးနှင့်ကောင်းဆိုးနှစ်တန်လောကဓာတ်ကိုအမှန်တွေ့မြဲစိတ်ဝယ်ဆွဲ၍ဝမ်းနဲ့ဝမ်းသာမများပါမှနောင်လာဆက်တိုးကတက်၏သို့အတွက်များပြားအိုလူသားတို့ဖျားမိန့်ဖော်တရားတော်ကိုပျော်ပျော်လိုက်စားစိတ်ဝယ်ထားလေများလောကရန်ကြံ့ခံ၍မှန်မဖြုံစိတ်မတုံအောင်လူပုံတင်တို့သွားပွဲကို